မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကျောင်းတကာကြီးဘယ်သူတော့အနာတပိန်နော်စေတဝန်ကျောင်းတကာကြီးအနာတပိန်ကိုမြတ်စွာဘုရားရဲ့တပည့်သားအရိယာသာဝကတွေအဲ့တော့သာဝကမှာဦးဇင်းတို့အန္တပုထုဇဉ်တွေရှိတယ်ကလျာဏပုထုဇဉ်တွေရှိတယ်နော်အန္တပုထုဇဉ်ဆိုတာကကံကံဤအကျိုးကိုလည်းနားမလည်ဘူးယုံနာဓမ္မသင်္ခါရတွေကိုလည်းမသိဘူးတကယ်ကိုယ်ကိုယ်ရာအစစ်ဖြစ်တဲ့ဘုရားတရားတန်ခါကိုမှန်ကန်စွာမသုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်တွေကိုဒါအန္တပုထုဇဉ်အကန်းနေလို့ပြောတယ်ပါတယ်အကန်းနေအခုသူတော်ကောင်းတို့တွေဦးဇင်းတို့တွေတကယ်ဟောဒီသာသနာတော်မြတ်ကြီးနဲ့တွေ့လို့တကယ်စစ်မှန်တဲ့ဘုရားရဲ့တပိသားသာဝကအစစ်ဖြစ်ဖို့ဆိုရင်တော့အရိယာနွယ်ဝင်အရိယာစခန်းကိုတက်လန်းနိုင်မှတကယ်ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်မှာဒီနည်းအားဖြင့်အရိယာသူတော်စင်ဖြစ်မှာပေါ့နော်ဒီလိုမှမဟုတ်သေးရင်သူတော်ကောင်းတို့ရဲ့ဘဝတွေဟာကိုစိတ်ချပြီးနေလို့မရဘူးတဲ့နော်မရသေးတာကမနေ့ကပြောတဲ့သောတာပန်နေကင်းသွားတဲ့ဘေးတွေရန်တွေမကင်းနိုင်ဘူးနော်သောတာပန်နောက်ပြည့်စုံနိုင်တဲ့တရားတွေမပြည့်စုံနိုင်ဘူးပေါ့အဲ့တော့ကလျာဏပုထုဇဉ်ဆိုတာဘယ်လိုမျိုးတော့ဆိုတော့ကလျာဏပုထုဇဉ်ဆိုတာမိတ်ကောင်းဆွေကောင်းဆရာကောင်းသမားကောင်းနဲ့ပေါင်းသင်းမိတယ်ပူဇော်ချင်းကပ်မိတဲ့ပုဂ္ဂိုလ်မိတ်ကောင်းဆွေကောင်းနဲ့တွေ့တဲ့လူတွေကလည်းမိမိတို့ရဲ့မိတ်ဆွေကောင်းတွေကလက်တွဲပြီးတော့လမ်းညွန်ပြတဲ့အတွက်တရားစစ်တရားမှန်တွေနဲ့မတွေ့ရဘူးလားတွေ့ရတယ်ဆရာကောင်းသမားကောင်းနဲ့တွေ့တဲ့ပုဂ္ဂိုလ်ကြတော့လေအရိယသစ္စာ၄ပါးတရားတွေကိုပိုင်နိုင်သိမြင်ခွင့်ရတယ်အဲ့တော့အဲ့ဒီမှာဦးဇင်းကအဆင့်ကလေးနည်းနည်းလေးသူတော်ကောင်းတို့သိအောင်ပြောရရင်ကလျာဏပုထုဇဉ်ဒီဘဝဒီသာသနာနဲ့တကယ်တွေ့ကြိုးနှက်လို့အောက်ထစ်ဆုံးတဘဝနှစ်ဘဝတော့အပယ်မလားနိုင်တော့တဲ့ပုဂ္ဂိုလ်မျိုးနော်ဒါကလျာဏပုထုဇဉ်ခေါ်တယ်အဲ့တော့ကလျာဏဆိုတဲ့မိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းနဲ့တွေ့သွားတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့ပြောရင်ဟောဒီသူတော်ကောင်းတို့ဦးဇင်းတို့တသံတရားလုံးဦးဇင်းတို့သူတော်ကောင်းတို့ကိုဖုံးလွှမ်းထားတာဘယ်သူတော့အဝိဇ္ဇာဒါဦးဇင်းကလည်းထောက်ပြပြီးသူတော်ကောင်းတို့ကလည်းနော်မနေ့ကနာကြားထားတဲ့တရားနဲ့ရှင်ပြီးတော့ဖြေရမှာပေါ့နော်အဲ့တော့ဦးဇင်းကထောက်ပြလိုက်လို့အဝိဇ္ဇာလို့ပြောရတာထက်ကိုယ်တိုင်ကနော်ငါတို့ကိုမသိနိုင်မမြင်နိုင်တဲ့အဝိဇ္ဇာဖုံးလွှမ်းထားတယ်လို့အမှန်တရားတွေမသိနိုင်တာမသိနိုင်မမြင်နိုင်ဘူးဆိုတာအမှန်တွေကိုမသိနိုင်တာနော်ရှိနေတဲ့အမှန်တရားတွေကိုမသိအောင်မမြင်အောင်ဖုံးလွှမ်းထားတဲ့အဝိဇ္ဇာကြောင့်ပါလို့ကိုယ်တိုင်သိရမယ်အဲ့ဒီအဝိဇ္ဇာကနေဝိဇ္ဇာဖြစ်အောင်လုပ်နိုင်မှသူတော်ကောင်းတို့ဦးဇင်းတို့တွေကဟောဒီတန်တရားကလွတ်မြောက်မယ်တနည်းအားဖြင့်ဗုဒ္ဓသာသနာနွယ်ဝင်အစစ်ဖြစ်မယ်အဲ့တော့အဝိဇ္ဇာကဝိဇ္ဇာဖြစ်ရေးမှာအရေးကြီးဆုံးကဘယ်နှချက်လဲဆိုတော့အချက်၅ချက်ရှိတယ်ချက်ဘယ်နှချက်ဒါတော့ဒီနေ့သီးသန့်ခင်ဗျားတို့ကိုလက်ဆောင်ပေးတာပေါ့ဗျာနော်၅ချက်ကဘာလဲဆိုတော့နံပါတ်1ကမ္မတက္ကတသမာဓိဋ္ဌိကမ္မတက္ကတဉာဏ်အလင်းလို့ဒီလိုပြောတယ်ကမ္မတက္ကတဉာဏ်ဆိုတာကကံဤအကျိုးကိုပိုင်နိုင်ခြားသိတဲ့ဉာဏ်ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်မကောင်းတာလို့ရင်သဗ္ဗေတ္တကမ္မတကာဆိုတဲ့အတိုင်းသူတော်ကောင်းတို့သည်ယခုဘဝယခုခဏမိမိတို့ရရှိနေတဲ့အကျိုးပေးတွေဟာအတိတ်ကပြုခဲ့တဲ့ကံသင်္ခါရအကြောင်းတရားပေါ်မှာမိနေပါလားလို့ပိုင်နိုင်သိရဟိုလူလှုပ်လို့ဒီလူလှုပ်လို့ဆင်းရဲတာလည်းမဟုတ်ဘူးဟိုလူမလို့ဒီလူမလို့ချမ်းသာတာလည်းမဟုတ်ဘူးအကြောင်းကောင်းရင်
အကြောင်းမကောင်းရင်ကံကံအကျိုးကိုတကယ်မှန်မှန်ကန်ကန်သိထားတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလောက်ကလေးဉာဏ်အလင်းပိုင်ပိုင်နိုင်နိုင်ရထားတယ်ဟောဒီအဝိဇ္ဇာကနေဝိဇ္ဇာဖြစ်နေတယ်ဆိုရင်တောင်းလွဲမှားတဲ့ကိုးကွယ်မှုတွေတရဏဂုံပြက်တဲ့အာကုန်မှုတွေရှိတော့အခုဘုရားပဲလှည့်ပြီးတော့ပေါက်စိန်ပိုက်အုတ်ချခဏတည်းနတ်ဖက်လှည့်သွားပြန်ပြီဘိုးတော်ပဲမလှည့်သွားပြန်ပြီဘိုးဘိုးကြီးပဲလှည့်သွားပြန်ပြီနော်လက်အုပ်ချီထားတဲ့ခမရတို့လက်အုပ်ကဒါရရှင်ပြောင်းသွားပြီဆိုတာနဲ့ဒီပုဂ္ဂိုလ်ကကလျာဏပုထုဇဉ်ဆိုတဲ့တကယ်သာသနာတော်နဲ့ထိတွေ့ရတဲ့အရိယာစခန်းကိုတက်လန်းနိုင်တဲ့မြင့်မြတ်သောသာသနာ့နွယ်ဝင်အဖြစ်ကရှော့ကျသွားပြီတရဏဂုံပြက်သွားပြီတရဏဂုံညှိုးသွားပြီဒီလိုမှတ်ထားဦးဇင်းတို့အခုတရားပွဲတိုင်းမှာ၎င်းသူတော်ကောင်းတို့ကုသိုလ်ပြုတိုင်းမှာ၎င်းသီလခံယူစောင့်တည်တဲ့အခါဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိမဆိုရဘူးလားဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိကပ်ပါ၏နှစ်ထပ်တောင်ပြောထားတာနော်ဗုဒ္ဓံတရဏံဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုးကွယ်ပါ၏ဆိုပြီးပြီနော်ဓမ္မံတရဏံဆိုပြီးပြီသို့တော့ခင်ဗျားတို့အလေးနဲ့ဖြစ်အောင်လို့ဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိကပ်ပါ၏အမလီနှစ်ထပ်ကွမ်းနေကိုခင်ဗျားတို့သီလစောင့်တည်သလိုပေါ့ပါဏာတိပါတာဝေရမဏိဆိုရင်ပြီးသွားပြီပါဏာတိပါတာသူများအသက်သက်ချင်းမှဝေရမဏိရှောင်ကျင်ပါ၏ဆိုဒါပြီးနေပြီဒါပေမဲ့အလေးနဲ့နော်မိမိတို့ရဲ့ဆရာသမားရှိမိမိတို့မြန်နိုးတဲ့တန်ဖိုးထားတဲ့ပုဂ္ဂိုလ်ရှိမှဝန်ခံခြင်းတော့ပါဏာတိပါတာဝေရမဏိသိက္ခာပဒံသမာရိယာမိပါဏာတိပါတာသူတစ်ပါးအသက်သက်ချင်းကိုဝေရမဏိရှောင်ကျင်ခြင်းသိက္ခာပဒံသိက္ခာပုဂ္ဂိုလ်သမာရိယာမိဆောက်တည်ပါ၏အမလိရှာရှိလိုက်တာကိုပြောမလို့အခုလည်းခင်ဗျားတို့ဗုဒ္ဓသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဆိုတယ်ဆိုတော့ဆိုတာပဲဒုတိယံပိနှစ်ကြိမ်မြောက်လဲဆောက်တည်ပါ၏တတိယံပိဒုတိယံပိတတိယံပိဒီလိုနော်ဒါပေမဲ့ခင်ဗျားတို့ဖတ်နေတာဒုတိယံပိတတိယံပိဒီလိုလုပ်နေတာအဲ့တော့ထားမှာတော့ကိစ္စမရှိပါဘူးဒါကတော့ရှေ့ရလူတွေတောင်မပြင်သွားမှတော့သူမင်္ဂလာငပွားကြီးလုပ်ပြီးပြင်းမနေတော့ပါဘူးနော်အဲ့တော့ပြေပေးပါဗျာတော့လေတချို့ကသူတို့ရဲ့ပေါ်ဆမှုတွေကိုဝန်မခံခြင်းတော့မတည့်ကြဘူးဗျာကျုပ်ကအဲ့တော့အားလုံးဒုတိယမိတတိယမိနှစ်ကြိမ်သုံးကြိမ်ဆိုပြီးအကြိမ်ကြိမ်ဆောက်တည်ထားပေမဲ့သူတော်ကောင်းတို့စိတ်ကဘုရားတရားနဲ့မလုံလောက်ဘူး38မင်းလဲလိုသေးတယ်နော်ဘိုးဘွားမိုးမင်းကောင်ဝိဇ္ဇာဇောကြီးတပတိတွေလဲလိုသေးတယ်ဘေဒင်တွေကိုအင်းအိုင်ခလက်လက်ဖွဲ့တွေကိုဘေဒင်ရရာနဲ့နေဒုရက်တာတွေရွေးဖို့လဲလိုသေးတယ်လို့ခင်ဗျားတို့စိတ်ထဲမှာသတ်မှတ်လိုက်တာနဲ့ဟောဒီကံကံအကျိုးပေါ်မှာအမှန်မြင်တဲ့ဝိဇ္ဇာဉာဏ်ပျောက်သွားပြီပျောက်သွားရင်ဘာမှမထူးဘူးဗုဒ္ဓသာသနာနဲ့မတွေ့တဲ့သာသနာဘာသာတက်တက်ဖြစ်သွားပြီလို့မှတ်ပါဘောမထင်နဲ့နော်ဘောမထင်နဲ့ဒီအကြောင်းအရာလေးတွေကသိပြီးတော့ထင်ရှားတယ်သိပြီးသိတာတယ်ရေလိုက်ငားလိုက်လှုပ်လို့ရတဲ့အကြောင်းတရားတွေမဟုတ်ဘူးဦးဇင်းကတော့ငယ်ငယ်ကစာသင်တုန်းကလည်းစာမှာကျောင်းမှာစာမွေးဖြစ်ရင် true or false အမှားလားအမှန်လားဖြစ်ရတယ်အခုဓမ္မမှာလည်းအမှားနဲ့အမှန်နှမျိုးပဲရှိတယ်မမားတမားနဲ့မမှန်တမားမရှိဘူးဒီလိုလေးတော့ရသေးတယ်လို့မရှိဘူးအဲ့ဒါဦးဇင်းခမဲတော်ကြီးနဲ့ကိုးတိုင်းနော်ခမဲတော်ကြီးဆိုတာဦးဇင်းရဲ့ဆရာဆိုလဲဟုတ်တယ်အဖေဆိုလဲဟုတ်တယ်နော်ဒီသစ္စာလေးပါးတရားကို तू ပြခဲ့လို့မြင်တာ तू ပေးခဲ့လို့သိတာဒါပေမဲ့ तू ကိုယ်တိုင်ကိုကစံတဝါဝါအဲ့တော့ तू နဲ့ကျုံးနေအမြဲတမ်းရံဖြစ်ရတယ်နော်အဲ့တော့ခမည်းပြောတဲ့ဘေဒင်ဆရာမှန်ရင်မြတ်စွာဘုရားမှားတယ်မြတ်စွာဘုရားမှန်ရင်ဘေဒင်ဆရာမှားတယ်ဘယ်လမ်းလိုက်မလဲအဲ့ဒီဝိဇ္ဇာဇောကြီးတပတိဆိုတဲ့ကောင်တွေပြောတဲ့အလုပ်မှန်ရင်ဘုရားဟောတရားမှားတယ်သူတို့ယူထားတာအတ္တတကယ်ရှိနေတာအနတ္တသူတို့ယူထားတာနေဆာငါတို့
တကယ်အရှိတရားကအနိစ္စဘုရားရှင်ပြောခဲ့တဲ့လမ်းကကံကံဤကျိုးသူတို့ကဖန်ဆင်းရှင်တကိုးရှင်ကဲ့တင်ရှင်ကိုအားကိုးတယ်ဆန့်ကျင်ဘက်ကြီးပဲအဲ့တော့ရောလို့ရတဲ့အမျိုးမဟုတ်သူမှန်ရင်ကိုအမကိုမှန်ရင်သူအမပဲတလမ်းပဲလိုက်ရမယ်အဲ့ဒီနေ့ကစပြီးရဲရဲမှတ်သွားရှင်းလားဦးဇင်းတော့ငယ်ငယ်လေးကတွက်တယ်ချက်တယ်တွေးတယ်ခေါ်တယ်ကိုဆုံးဖြတ်ပြီးပြီဆိုရင်လဲဘသူပြောလို့မှနားယောင်စရာအကြောင်းရှိတော့ကိုယ်ပိုင်အသိဖြစ်ဖို့လိုတယ်အဲ့တော့ကံကံဤကျိုးလောက်မှမသိရင်အဝိဇ္ဇာကဝိဇ္ဇာဖြစ်เสียလမ်းမရှိဘူးလို့မှတ်လိုက်ဝိဇ္ဇာမဖြစ်ရင်အရိယာလမ်းကိုရှောက်လန်းလို့မရတော့ဘူးကျင်သလားအဲ့တော့ရှေးဥစွာကာမတက္ကတသမာဓိဋ္ဌိကာမတက္ကတဉာဏ်နောက်ပြီးရင်နာမရူပပဋိစ္ဆေဒဉာဏ်ဗါတဲ့ယုတ်တရားနံတရားကိုပိုင်းခြားပြီးသိရဒါကြောင့်နည်းနည်းအဆင့်မြင့်သွားပြီအခုခင်ဗျားတို့ကျုပ်တို့တွေအရိယသစ္စာ၄ပါးတရားယုတ်တရားနံတရားခန္ဓာအာယနာဓာတ်သစ္စာပရိစ္ဆသမုပ္ပါဆိုတဲ့တရားမျိုးတွေမနာကြဘူးရင်သိမလားမသိရတာကလျာဏပုထုဇဉ်လမ်းကိုခင်ဗျားတို့တက်လန်းနိုင်ဖို့မရတော့ကလျာဏပုထုဇဉ်လောက်မှမတက်ရင်အရိယာစခန်းကိုရောက်နိုင်မှာမလားမရောက်နိုင်ပဲနဲ့ဒီသာသနာနဲ့တွေ့ရကြမနှက်တော့ဘူးဒီသာသနာနဲ့တွေ့ပါပြီလို့ပြောလို့မရတကယ်ရှိတာခင်ဗျားတို့ကျွတ်တို့မှာယုတ်တရားနဲ့နံတရားတကယ်လေးလေးနဲ့နဲ့သိမယ်ဆိုရင်အခုတရားထိုင်နာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဘာတွေလဲယုတ်တရားနဲ့ယောက်ျားတွေလားမိန်းမတွေလားဘာတွေလို့မေသီလတွေလားမဟုတ်ဘူးအခေါ်အဖြစ်တော့ရှိတယ်မေသီလဟိုမှာမေသီလတတ်သီလရှင်တွေသူ့နေရာနဲ့သူ့အစင်တန်းနဲ့သူမထိုင်ရဘူးလားထိုင်ရတဲ့ယောက်ျားတတ်မိန်းမတတ်မထိုင်ရဘူးလားဒါသမုဒိနယ်မှာမှန်းတယ်တကယ်ပရမတ္ထနယ်မှာကျတော့ယောက်ျားလည်းမရှိဘူးမိန်းမလည်းမရှိဘူးပုဂ္ဂိုလ်သတ္တဝါလည်းမရှိဘူးတကယ်ရှိတာပါလေယုတ်တရားနဲ့နံတရားယုံနံသက်ပါလားလို့ပိုက်ချသိရမယ်ရှင်းသလားနောက်တစ်ချက်ကပစ္စယပရိက္ခယဉာဏ်ပစ္စယပရိက္ခယဉာဏ်ဆိုတာအကြောင်းအကျိုးကိုပိုင်းခြားပြီးသိရယုတ်ဆိုတာလေဘယ်ဖရာသခင်ဘယ်ဖန်ဆင်းရှင်ကမှဖန်တီးထားတာမဟုတ်ဘူးကံစိတ်ဥရုအာဟာရအကြောင်းတရားဘယ်နှပါအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားသက်သက်ပဲအဲ့ဒါပစ္စယပရိက္ခဒီယုတ်တစ်ခုဖြစ်လာဖို့ကံအထောက်ပံ့လို့တယ်စိတ်အထောက်ပံ့လို့တယ်ဥရုအထောက်ပံ့လို့တယ်အာဟာရအထောက်ပံ့လို့တယ်ရှင်းသလားနာမ်ခန္ဓာနာမ်ဖြစ်ဖို့ရအာယုန်နဲ့ဓဝါရအကြောင်းရှိလို့အကြောင်းမရှိရင်ကောင်းတာလုပ်ရင်ကောင်းကျိုးပဲကောင်းတာဖြစ်မယ်လို့မဖြစ်နဲ့နော်ဖြစ်မယ်လို့ယတိပြဖြေလိုက်ရင်လည်းကာမဝါဒီဒိဋ္ဌိဖြစ်သွားတယ်အဲ့တော့အပြစ်လွတ်အောင်ဖြေရင်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်သို့တော့အဲ့ဒီကောင်းကျိုးမကောင်းကျိုးတွေဟာကိုလိုချင်တဲ့အချိန်ရမှာလားအေးအကြောင်းညီညွတ်မှာပြန်ပြောကံတစ်ခုကိုလှုပ်ထားပြီးရင်အဲ့ဒီကံကအခုလက်ငင်းလဲအကျိုးပေးတတ်တယ်မပေးနိုင်ရင်ဒုတိယဘဝမှာအကျိုးပေးမယ်မပေးနိုင်ရင်တတိယဘဝရဲ့နောက်နော်တန်တရားဆုံးတဲ့အထိအချိန်ဆောင်ပြီးပေးလိုက်မယ်ဒီလိုမှမဟုတ်ဘူးဆိုရင်လုံးဝမပေးနိုင်တော့တာလည်းရှိတယ်ဟောသူ့လည်းမရောက်တော့ဘူးဒိဋ္ဌဓမ္မဝေဒနိယကံဥပပစ္စဝေဒနိယကံအပရာပရိယဝေဒနိယကံအဟောတိကံကံအကျိုးပေးနိုင်တဲ့အလှဲ့အကြောင်းအပြင်၄မျိုးရှိတယ်အဲ့တော့ကံကံဤကျိုးကိုကောင်းစွာနားလည်တဲ့လူတွေမှဒါကောင်းကောင်းသိထားတော့ဩအကြောင်းတရားနဲ့အကျိုးတရားအကြောင်းကောင်းရင်အကျိုးကောင်းမယ်အကြောင်းမကောင်းရင်အကျိုးမကောင်းဘူးအဲ့ဒီအကြောင်းအကျိုးဘယ်အချိန်ကျိုးပေးမလို့ဆိုအကြောင်းညီညွတ်တဲ့အချိန်ကျိုးပေးမယ်ဒါမှမဟုတ်အများတို့အတိတ်ကမကောင်းတဲ့ကံလည်းရှိတယ်ကောင်းတဲ့ကံလည်းရှိတယ်အဲ့ဒီကံတွေကခင်ဗျားတို့အကျိုးပေးဖို့အလှဲ့ဆောင်နေတော့ခင်ဗျားတို့စိတ်ထဲမှာယခုပြစ္ဆုတ်ပံမကောင်းတာတွေမွေးနေရင်အတိတ်ကဘယ်ကံလာပေါင်းမလို့အမိုက်ရှိရအမိုက်ပဲလာမယ်နော်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကမြင်သာအောင်ပြောလိုက်တယ်အမိုက်ရှိရခွေးချီလာပုံပဲတဲ့
ပိုဆိုးတာပဲလာမှာရှင်းလားကောင်းတာလာခြင်းရင်ကောင်းလှုပ်ထားရမယ်ကိုယ်စိတ်ထဲမှာတန့်ရှင်းနေအောင်ကိုယ်အသိထဲမှာတန့်ရှင်းနေအောင်ကဲအိတ်တိမ်မှာအိမ်ရှင်ကတခါတည်းတန့်တန့်ရှင်းရှင်းတပြက်စီလဲပြီးသူ့ပစ္စည်းသူ့နေရာထားရင်လာတဲ့ဧည့်သည်ကအမိုက်ချရဲပါမလားချရဲပါဘူးဗျာကြွေးထွေးရဲပါမလားမထွေးရဲဘူးဘာဖြစ်လို့တန့်ရှင်းနေလို့ဦးဇင်းတို့အတွေ့အကြုံလေးတစ်ခုပြောပြမယ်နော်အိုးငယ်ငယ်ကပထမဦးဆုံးနိုင်ငံခြားကိုထွက်တော့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာဖျားဖူးရင်သွားကိုယ်နိုင်ငံတဲ့ဆိုးတဲ့နိုင်ငံနေရာရောက်တာဦးဗျနော်နိုင်ငံလို့တော့မပြောချင်ဘူးတနိုင်ငံလုံးတို့မရောက်ဘူးသေးဘူးအိန္ဒိယအဲ့ဒီကွက်ကွက်ကလေးပေါ့နော်ဂယာဆိုတဲ့ဗီဟာပြည်နယ်ဆိုတာအဆင်းရဲဆုံးပြည်နယ်လို့ပြောတယ်အဲ့ဒီပြည်နယ်ရောက်သွားတော့နော်သူတို့မှအိမ်သားလဲစနစ်တကျမရှိဘူးအမိုက်ပြစ်တဲ့စနစ်လဲစနစ်တကျမရှိဘူးကျုံသလိုပြစ်ကျုံသလိုနေပြစ်စလက်ခဆိုတော့တို့တွေလည်းလမ်းသွားရင်းနဲ့ကျုံသလိုတာပေါ့ကွယ်ဟုတ်လားဘာလို့ဆို तू ကညစ်ပတ်နေတာဟုတ်ကဲ့လားအဲ့ဒီနှစ်ကပဲဗျမကြဘူးအဲ့ဒီအိန္ဒိယလည်းပြန်လာရောဒုတိယသွားတာစင်ကာပူနိုင်ငံဟိုရောက်သွားတော့အမိုက်တစ်စက်မှမရှိဘူးတရွေးထွေးစရာတောင်နေရာရှာမရဘူးမထွေးရဘူးအရင်တန့်ရှင်းနေလို့မဲစင်ကာပူကောင်းလာပြီချီးကျူးလို့မဆုံးသေးဘူးဂျပန်ရောက်သွားစင်ကာပူနေခဲ့တော့လေ့လာကြည့်လိုက်တဲ့မနဲ့စောကြီးဆိုမနဲ့စောအေးရထားပြီးလမ်းလျှောက်ကြည့်လိုက်တော့အဖိုးကြီးတွေအဖွားကြီးတွေဘာလုံးနေဆိုလမ်းလျှောက်ရင်လေ့ကျင့်ခန်းလုံးရင်တွေးတဲ့အသေးအဖွဲအမိုက်လေးတွေဂျပန်အမိုက်မရှိဘူးဆိုပြီးပဲလူတွေနေတဲ့အတွက်အနေချင်းကတော့တချို့နေရာတွေကျနေတာထုံးစံပဲဆိုတော့ဒါကို तू ကလုံးဝလက်မခံဘူးအဖိုးကြီးဖွားကြီးတွေကတော့ဒါလိုက်ကောက်လုံးဝအမိုက်မရှိသေးဘူးလမ်းအမြဲတမ်းဆေးနေတာကားတွေလူတွေသွားနေတဲ့လမ်းအမြဲတမ်းရေဆေးပြီးတော့အမြဲတမ်းတန့်ရှင်းနေတာဆိုတော့မွေးကြိုင်တန့်ရှင်းပြီးတော့ကြည့်လိုက်တဲ့နေရာတိုင်းလှအဲ့တော့အဲ့ကျုပ်တို့သွားတဲ့လူကအမိုက်ပြည့်ရဲဦးမလားရဲတော့သူတို့နဲ့တူယထာစီးတယ်ယထာဘောင်ရောက်သွားတဲ့တယ်လီဖုန်းတွေလူတိုင်းမှာရှိတယ်အဲ့တုန်းကတို့ဗမာပြည်ကတော့ဖုန်းလွတ်လပ်မကင်နိုင်သေးဘူးဒီကအမျိုးရုပ်တွေကဈေးကြီးအောင်လုပ်ထားတော့နော်အဲ့တော့တို့တွေကဟိုမှာရောက်တော့ဖုန်းကင်ရတယ်ဟုတ်ပြီဒါပေမဲ့ကြည့်လိုက်တော့ယထာဘောင်ရောက်တော့လူအများစုဝေးတဲ့နေရာမှာကိုကြောင့်တပါးတော်သူအနှောက်အယှက်မဖြစ်စေရဘူးတယောက်မှဖုန်းပြောတာမတွေ့ရဘူးဟာကြည့်လိုက်တယ်ကိုကပ်ပြရမသိဘူးနော်အထူပါနားမလဲဘူးနော်လေးလာဆန်းစစ်မှုနေတာပေါ့ဖုန်းယထာဘောလာတယ်သူမိမဖုန်းခေါ်တော့အေး तू ကနားနဲ့လေးတယ်အေးမိမပြောငါယထာစီးနေတာဟေ့ကောင်လက်တို့မရဘူးဒီမှာယထာစီးတယ်ဘာလို့ဘေးကိုကြည့်အောင်သူတို့ကအလုတ်သွားအလုတ်ပြန်ဒီယထာဘောလေးတွေအနားယူရတယ်အဲ့ဒီအချိန်တယောက်နဲ့တယောက်ဘယ်သူမှအနောက်ဆက်မပေးဘူးတယောက်ကိုတယောက်လေးစားတယ်တယောက်ကိုတယောက်တန်ဖိုးထားတယ်ဒါမှမဟုတ်အဲ့နိုင်ငံတိုးတက်တာဒီမှာတော့ဘယ်သူမှဂရုမစိုက်ဘူးအရင်ရောက်တဲ့ကောင်ကအပေါက်ဝပိတ်ထိုင်တယ်ပြီးရောဘာလို့မရဘူးတော့ပါလားဆိုင်ကယ်တွေ့တဲ့နေရာထိုးပြစ်လိုက်နောက်လူသွားရတာမရတာထားရတာမရတာငါအလုံးမဟုတ်ဘူးအသိဉာဏ်နှိမ့်ကြဇာရိတ္တခေါင်းပါစိတ်ဓာတ်အောက်တန်းကြတဲ့ပြရုပ်တွေတရားနာပြီးရင်ပြင်မှာအဲ့ဒီမှာဦးဇင်းတို့ဒါလေးကြည့်လိုက်ရတဲ့ခါကျဒါပဲကိုယ်ယင်ထဲမှာရှင်းထားပြီးရင်အခုသူတော်ကောင်းတို့ပြောကျင်တာကယင်ထဲမှာအတိတရားတွေစိတ်ဓာတ်တွေရှင်းထားပြီးရင်ဟိုဘက်ကအကုသို့အညစ်အကြေးတွေလာပြီးအကျိုးပေးနိုင်ပါဦးမလားယရနာရှိရာနာကြလို့ပြောတတ်ပြန်နော်အဲ့ပလီပလာတီတီတာတာတော့နင်တို့တော်တတ်ပြီးရင်တကယ်လက်တွေ့ဘာမှမလုပ်တတ်ဘူးယရနာရှိရာယရနာစုတယ်ကိုယ်ရင်ထဲမှာယရနာတွေဓာတ်ခံရှိထားရင်ယရနာပဲလာစုမယ်အဲ့တော့အတိတ်ကံကောင်းမှုကုသိုလ်တွေအကျိုးပေးပါတော့လာပါတော့ခေါ်စရာမလိုဘူးယရရာခြေနေစရာလိုသေးလားယရရာခြေဆိုတာလည်းဘေးရင်ဆရာနှစ်ပေါက်တစ်ပေါက်ရိုက်တာနော်သူတို့အိန္ဒိယစာသင်တဲ့ထဲမှာအဲ့ဒီဟာမပါဘူးဗမာပြည်ကဗုဒ္ဓဘာသာနဲ့ရောချမိကံမကောင်းဘူးတဲ့ဘုရားရည်သက်စိတ်လူလိုက်
အဲ့ဒါအိန္ဒိယသူတို့ဘေးရင်သုံးပုံထဲမှာမပါဘူးရောကြိတ်တာပန်းသက်စိတ်လူလိုက်ရှင်းလားလူလာပါဦးတော့ကုသိုလ်လုပ်တာအဲ့တော့ရေရရာခြေတယ်ဆိုတာဘာလုပ်ခိုင်းတာကုသိုလ်လုပ်ခိုင်းတာသဘောပေါက်သလားအဲ့တော့သူခိုင်းမှလုပ်ရင်ကိုကလူအပြင်းပေါ်ကွာလူအပေါ်ကွာဘယ်သူမှခိုင်းကြမလို့ကိုကံမကောင်းမှုထင်ရင်ကုသိုလ်များများလုပ်ပေါ့ရှင်းရလားဒါတွေပြောတယ်ငါတရားပြီးတော့မှာမဟုတ်ဆက်သွားမယ်နော်အဲ့တော့အကြောင်းအကျိုးကိုပိုင်နိုင်သိရမယ်အဲ့ဒီနောက်ကမှမဲ့သိရမယ်ဖို့သိရမယ်ရှင်းသလားမေဃသမာဓိဋ္ဌိဖလားသမာဓိဋ္ဌိဆိုတော့သမာဓိဋ္ဌိ၅မျိုးနော်အဲ့ဒီအဝိဇ္ဇာကဝိဇ္ဇာဖြစ်ရင်၅ကြောင်းပိုင်မှတကယ်အရိယာလမ်းကိုတက်လန်းနိုင်တဲ့လူတွေဖြစ်မှာပထမဦးဆုံးကလျာဏပုထုဇဉ်အဖြစ်ပညာရှိသူတော်ကောင်းဖြစ်ချင်ရင်ကံဤကျိုးကိုကောင်းစွာနားလည်ရမယ်ရှင်းရလားအကြောင်းအကျိုးကိုပိုင်နိုင်သိထားဒါကြောင့်ပရိစ္ဆသမုပ္ပါတရားတွေအကျဉ်းချင်းနာအကျဉ်းချင်းနှလုံးသွင်းရတယ်သဘောပါပြီလားကောင်းပြီအဲ့တော့သွားကြစို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအနာတပိန်သထေးကြီးနာတပိန်သထေးကိုယ်တိုင်ကိုကမလုပ်ပြီးသားလားသောတာပန်တည်ပြီးသားမတည်ပြီးသားသောတာပန်တည်ပြီးသားဖြစ်တဲ့အတွက် तू ကအရိယာဖြစ်ပြီးသားနော်အခုသူတော်ကောင်းတို့ဦးဇင်းတို့အရိယာတရားကိုကြားနာဘူးတဲ့ကလျာဏပုထုဇဉ်တွေကြတော့ဘာခေါ်တော့ဆိုတော့သုတ္တဝါအရိယာသာဝကောအရိယာသူတော်ကောင်းတို့ဤအဆုံးအမတရားတော်ကိုသုတ္တဝါကြားနာဘူးတဲ့တပိသားသာဝကတွေတဲ့ဒီလိုခေါ်တယ်ကိုအနာတပိန်ကြတော့သုတ္တဝါအရိယာသာဝကောမဟုတ်တော့ဘူးသူကိုယ်တိုင်ကိုကအရိယာသာဝကဖြစ်နေပြီရှင်းသလားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကြီးကိုအရိယာတို့ရဲ့အစွမ်းတတ္တိတွေကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတခါကြီးအနာတပိန်နဲ့သောတာပန်တည်ပြီးတဲ့အရိယာပုဂ္ဂိုလ်တယောက်ဟာယံ၅ပါးဘေး၅ပါးကင်းသွားပြီမနေ့ကမပြောဘူးလားပြောတယ်သောတာပန်ပုဂ္ဂိုလ်ဒီသူများအသက်မတတ်တော့တဲ့အတွက်သူများအသက်တတ်ခြင်းဘေးရန်နေကင်းသွားပြီသူများအသက်တတ်ခြင်းကြောင့်ပြစ္ဆုတ်ပံမှာကြာရောက်လာမဲ့အန္တရာယ်ကောရှိသေးလားရှိပါဘူးတန်တရားမှာဒီအန္တရာယ်ကြောင့်ငရဲရောက်ခြင်းနော်အသက်တိုးခြင်းဘေးတွေရှိအောင်မလားမရှိတော့သူများပစ္စည်းခိုးတဲ့အလုပ်ကောသောတာပန်လုပ်သေးလားမလုပ်တော့တဲ့အတွက်ဒီဘဝမှာသူများပစ္စည်းခိုးလို့ထောင်ကြမယ်အဖမ်းခံရမယ်ဆိုတာမျိုးတွေရှိအောင်မလားမရှိတော့ဒီဘဝမှာလည်းသူများညူညင်ခြင်းနော်ပြစ်တေရှုတ်ချခြင်းဘေးတွေကလွတ်နေသလိုတန်တရားမှာလည်းဒီခိုးခြင်းပြစ်ဒဏ်ကြောင့်လာမဲ့ဆိုးကျိုးတွေလာစရာအကြောင်းမရှိတော့သူများသားမယားပြစ်မှားတဲ့အလုပ်ကောလုပ်သေးလားမလုပ်တော့ဘူးမှုသားကောပြောသေးလားမပြောတော့ဘူးနောက်ဖြင့်သေရည်သေရကောတောက်သေးလားနောက်တော့မူရစ်ခြင်းတွေ့ဝေခြင်းထိုင်မှန်ခြင်းမရှိတော့ကောင်းပြီဒါကသောတာပန်ကင်းသွားတဲ့ဘေးရန်၅မျိုးမနေ့ကပြောပြီးပြီအကျေမချဲတော့နော်နောက်ထပ်ရရှိတဲ့အထူးကျေးဇူးအထူးပြည့်စုံခြင်းတရားဘယ်နှပါးသာဓုဗျာမှတ်ထားတယ်ပြည့်စုံတဲ့တရားဘယ်နှပါး၄ပါးသောတာပန်ဟာ၄ပါးသောဂုဏ်အင်္ဂါတွေနဲ့ပြည့်စုံသွားပြီတဲ့အဲ့ဒါဘာလဲဆိုတော့၁မြတ်စွာဘုရားဂုဏ်ကျေးဇူးကိုပိုင်နိုင်သိသွားပြီတဲ့ဗါတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ဘယ်နှပါးရှိတော့၉ပါးဒါအချင်းကျုပ်ကလေးနော်အချင်းအားဖြင့်ခင်ဗျားတို့သိယုံလေးပြောထားတာအရဟံလူနတ်ဥခိုက်ပူဇော်အထူးကိုခံယူတော်မူတတ်သောမြတ်စွာဘုရားခုခင်ဗျားတို့ကစာပေကျမ်းဂန်နဲ့ဖတ်ပြီးတော့အရဟံလူနာဥခိုက်ပူဇော်အထူးကိုခံယူတော်မူတတ်သောမြတ်စွာဘုရားကိုကကြက်ထားတယ်မှတ်ထားတယ်ရထားတယ်ခုနသချင်းလေးဖွင့်ထားတယ်နော်အရဟံလူနာပူခိုက်ပူဇော်အထူးကိုခံယူတော်မူတတ်သောမြတ်စွာဘုရားဟုတ်လိုက်တာဤအောင်မေနော်
မဟုတ်တာတော့ငါဖတ်ထားတဲ့နဲ့ကြိုက်တယ်ဘာကြောင့်ပူဇော်အထူးကိုခံတိုက်တာလဲဘယ်လိုဂုဏ်တွေတုံးဘယ်လိုကျေးဇူးတွေတုံးဘယ်လိုတတ္တိတွေတုံးလို့ကိုယ်တိုင်နှစ်ကာသိတာမဟုတ်သေးဘူးတဲ့သောတာပန်ကကြတာသိသွားပြီသူကိုယ်တိုင်တရားရဲ့ဂုဏ်ကျေးဇူးအထူးကိုဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိတဓမ္မောပရိယောဂလဓမ္မောတိဏဝိဇိကိသောဝိကရကတံကတောဝိသာရစ္ဆပတ္တောအပရပစ္စယောတတ္ထုသာသနေနားထောင်လို့ကောင်းလိုက်တာဘာမှလည်းတော့မသိနော်ဒိဋ္ဌဓမ္မောတရားတော်တွေကိုသူကိုယ်တိုင်မြင်သွားပြီဒိဋ္ဌသူကိုယ်တိုင်မြင်တာရုပ်ကဒီလိုနာမ်ကဒီလိုအကြောင်းကဒီလိုအကျိုးကဒီလိုပိုင်ပိုင်ခြားခြားသူကိုယ်တိုင်သိသွားပြီပတ္တဓမ္မောကိုယ်တိုင်တွေ့သွားပြီမြင်တယ်ကိုယ်တိုင်တွေ့တယ်တရားရဲ့အရသာတရားရဲ့အနှစ်သာရတရားရဲ့တန်ဖိုးတရားရဲ့ကျေးဇူးဟောသူများသူပြောလူပြောမဟုတ်ဘူးစာအုပ်ထဲရှိတာမဟုတ်ဘူးအရဟံဂုဏ်တော်ကိုမြင်သွားတာစာအုပ်ဖတ်ပြီးသိတဲ့အသိမျိုးမဟုတ်တော့ဘူးတဲ့ရှင်းလားတချို့ကစာအုပ်ကလေးတအုပ်နှုတ်ဖတ်ပြီးအလွတ်ကျက်နိုင်တဲ့လူတကာလိုက်ဝေဖန်ပြစ်တင်ပုတ်ခတ်ရှုံချပြီးသူ့ကိုယ်သူဆရာကြီးလုပ်နေတဲ့လူတွေတပုံကြီးပဲဘုရားကုံကိုကိုယ်တိုင်တောင်မြင်မှုသေးတာမဟုတ်ဘူးကိုယ်တိုင်မြင်မှုတဲ့လူကလည်းပညာပြည့်ဝသွားတဲ့အတွက်ငြိမ်သက်သွားတယ်အေးချမ်းသွားတယ်တည်ကြည်သွားတယ်ဟောင်းပွားမလုပ်တော့ရှင်းလားအဲ့တော့အရဟံဆိုတဲ့ဂုံလေးကိုဘာကြောင့်ပူဇော်အထူးကိုခံလိုက်တာလဲတရားရတာလေးကိုယ်တိုင်လောဘငြိမ်းချောင်းဒေါသငြိမ်းချောင်းမောဟငြိမ်းချောင်းတဏှာဘာနာဒိဋ္ဌိကင်းချောင်းတရားလေးကိုအားထုတ်ဘူးတယ်အားထုတ်ဘူးတဲ့အလျောက်လောဘကင်းတဲ့အရာသာလေးကိုခံစားဘူးတယ်ဒေါသကင်းတဲ့အရာသာလေးကိုခံစားဘူးတယ်တနည်းအားဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကိုဒေါသကိုငြိမ်းအောင်လုပ်နိုင်လိုက်တယ်ကိုလောဘကိုဗရိတ်အောင်နိုင်လိုက်တယ်အဲ့ဒီအရာသာလေးတွေ့လို့တော့အိုးဒါကြောင့်မြတ်စွာဘုရားပူဇော်အထူးကိုခံတိုက်တာမြတ်စွာဘုရားသည်စိတ်ကြွယ်ရာမှာတောင်အာဟုသို့ပြုတော်မမူတော့ဆိုတော့ကိုယ်တိုင်ကဘယ်သူမှမမြင်တော့ဘူးဆိုညတွေးကြံတွေးရင်လွတ်လပ်အပြစ်ရှိတာတွေမရှိတာတွေမသိဘူးတွေးကြံတွေးပလိုက်ဒီလိုမြတ်စွာဘုရားတွေးသေးလားဒီလိုကြံမျိုးကြံသေးလားကြံတော့မြတ်စွာဘုရားစိတ်ကြွယ်ရာမှာတောင်မကောင်းမှုကိုပြုတော်မမူတော့မြတ်စွာဘုရားဆိုအဲ့လိုဂုံကျေးဇူးလေးတွေကိုကိုယ်တိုင်ကိုယ်ပိုင်အသိလေးနဲ့ကိုယ်ပိုင်ဉာဏ်လေးနဲ့ပိုင်နိုင်သိပြီးတော့အရဟံဂုဏ်တော်ကြီးရဲ့ကျေးဇူးသမ္မာသမ္ဗုဒ္ဓဂုံဆိုတာသဗ္ဗညုတဉာဏ်တော်ကြီးနဲ့မြတ်စွာဘုရားမသိတဲ့တရားရှိသေးလားမရှိပါဘူးအေးသိရမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တော်မူသောမြတ်စွာဘုရားဟောမြတ်စွာဘုရားမသိတဲ့မမြင်တဲ့ကိစ္စမရှိဘူးယုံသလားအေးခုခင်ဗျားတို့နှုတ်ကပြောတဲ့ယုံတယ်ဆိုတာလောကုသောတာပန်သမားကြတော့နှစ်ချိုက်ပြီးပြင်းနော်တန်တရားကင်းစွာပိုင်နိုင်ကြီးယုံသွားပြီဆုံးဖြတ်ချက်ချပြီးတော့ဘာဖြစ်လို့လဲမြတ်စွာဘုရားပြတဲ့တရားလေးအသိလေးတစ်ခုဥမာသောတာပန်တယောက်ကရုပ်အကြောင်းကိုပိုင်သိသွားပြီနာမ်အကြောင်းကိုပိုင်သိသွားပြီအနိစ္စတစ်လုံးပိုင်သိသွားပြီဒုက္ခတစ်လုံးပိုင်သိသွားပြီသစ္စာ၄ပါးကိုသူကိုယ်တိုင်မြင်လိုက်တော့မြတ်စွာဘုရားပြောတဲ့လမ်းဟာအမှန်ပဲမြတ်စွာဘုရားပြတဲ့တရားဟာအမှန်ပဲအဟုတ်ပဲဆိုတာသူကိုယ်တိုင်ဆုံးဖြတ်ချက်မချနိုင်ဘူးလားချနိုင်သွားတော့ဒီတစ်ခုကိုပိုင်သိလိုက်တဲ့ဖြင့်ခိုင်မြဲတဲ့တရားတရားနဲ့မြတ်စွာဘုရားပေါ်ယုံကြည်တဲ့တရားတရားကအကျွေးမဲ့အနောက်ရှက်မရှိနောက်ရှက်ကင်းခိုင်မြဲသွားပြီဖြစ်တဲ့အတွက်မြတ်စွာဘုရားအလုံးစုံသိတယ်ဆိုတာကြီးကိုမှန်းမျောပြီးတော့ခင်ဗျားတို့ကျုပ်တို့ပုထုဇဉ်နေတဲ့ပုံမြင်သွားတယ်ပိုသိသွားတယ်ပိုကြည်ညိုသွားတယ်ဟောအလေးနဲ့ထားဖို့ချင်းတူသေးလားတူတော့ပုထုဇဉ်နဲ့အရိယာတူလားမတူဘူးတဲ့လုံးမတူဘူးခင်ဗျားတို့ဉာဏ်လေးနဲ့သေချာစဉ်းစားအခုဦးဇင်းတို့သူတော်ကောင်းတို့ကရုပ်အကြောင်းကြားဘူးတာသင်ဘူးတယ်နာဘူးတယ်သို့တော့ကိုယ်တိုင်မြင်တာလား
မြင်သေးဘူးကိုယ်တိုင်ရုပ်ကိုရုပ်လို့ဆုံးဖြတ်ချက်ချနိုင်လို့ဒိဋ္ဌိဝိသိကိစ္စကွာသွားပြီဆိုရင်ဒီပုဂ္ဂိုလ်ကနော်သူကသောတာပန်ဆိုတာပေါ့ပေါ့မဟုတ်ဘူးဗျနိဗ္ဗာန်မြင်ပြီးသားပုဂ္ဂိုလ်ဗါတဲ့နိဗ္ဗာန်ဆိုတာဒါလို့ तू ကကောင်းကောင်းသိသွားပြီအဲ့တော့နိဗ္ဗာန်မြင်သွားပြီနောက်ဒီမှာခမည်းတော်ကျွတ်တို့ကိုအဖိနှိမ့်ဆုံးအနှိမ့်ဆက်ဆုံးယန္တူကြီးဖြစ်တဲ့ဒိဋ္ဌိဝိသိကိစ္စရှင်းထားပြီဒိဋ္ဌိလည်းမရှိတော့ဘူးဝိသိကိစ္စလည်းမရှိတော့ဒိဋ္ဌိဆိုတာလွဲမှားတဲ့အယူတွေဟိုဟာဟုတ်နိုးနိုးဒါဟုတ်နိုးနိုးခုခမည်းတော်ဆိုရင်တရားတွေနာတရားတွေအားထုတ်နေတာပဲကိုယ်တိုင်ဈေးရောက်မကောင်းဘူးဆိုတော့နေရာလဲဟဲဟိုဘုန်းကြီးပြောသလိုဒီဖြောင်းနိုင်လေးထွန်းလိုက်နော်အခုဖျားသွားရင်တော့ပန်းလူရင်လေဦးစင်ကြည့်နေတယ်နော်တွေ့တဲ့စင်တူရှေ့လူလိုက်သလားကိုနေနံရှိရသွားလားသာဓုသာဓုဩတောက်ကြသားအတွက်တောက်ကြတောင်းကဖျားကပဲကဲမာတယ်နော်မဟာကရုဏာတော်ရှင်လို့တတ်ထားတဲ့ဘုရားတွေတောင်4တောင်8တောင်မှာမနေ့နေ့လေကမြေကြီးနာကအဖွဲတွေကဦးစင်းကိုအဲ့ခံတဲ့အနေနဲ့နော်ဒီကဘုရားတွေလိုက်ဖို့အဲ့တော့ဘုရားတဆူရောက်သွားတယ်ဘယ်ဘုရားတော့မပြောတော့ပါဘူးနော်ဘုရားတဆူရောက်သွားတော့အပေါ်ရောက်တာနဲ့ကပ္ပိယပြောတယ်ဟိုမှာကြည့်လို့မင်းတို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာတွေကြိုးကြောင်လုပ်တာဟိုဘုရားလေးတွေကရေလောင်းခံမလို့စောင့်နေတယ်လို့နော်အပြင်ထွက်ပြီးငုတ်တုတ်သဘောပါလားအဲ့ဒါပြီးတော့ရှေ့ဘက်ရေးထားသေးတယ်တောက်ကြပါတဲ့ဒီနာတောက်ကြပါလာခဲ့ကြတဲ့ဟိုဘက်ကတနင်္လာသားပဲလားတဲ့ကျန်တဲ့ကောင်ငါမဟာကရုဏာမထားနိုင်ဘူးတဲ့ဟင်တနင်္ဂနွေသားတောက်ကြသားတောက်ကြတောင်းသွားကြတော့ရင်အကုသိုလ်ဖြစ်သွားမှာလားကုသိုလ်တွေရော့သွားမှာလားအခုငါမေးလို့ကိုနေတော့အဲ့တောင်းရောက်အောင်ရှာတာတော့ပါလားဗုဒ္ဓဘာသာတဲ့ထေရဝါဒသာသနာတဲ့ဇေဒီသွားကြည့်တာတဲ့တလွဲကြီးပဲကြိုးကြောင်နော်အုတ်ကြားမြက်ပေါက်အယူထပြီးလှုပ်ချံလျှောက်လုပ်တာအဲ့စင်းတူလေးတွေကစောင့်နေတယ်ကွာငါတို့ရေလာလောင်းလေတဲ့နော်ဆောင်းတွင်းကြီးလဲအာမနာရှာမကြိုးကိုအဖြစ်ရေမချိုးဘူးဟိုသွားလောင်းဟိုမှာကိုရိုလေးတွေအေးရှာလုံးလို့ကိုယ်တောင်းနေတယ်တော့ပါလားကြည်ရောကြည်တတ်သလားပန်းလူတာတော့ဖျားဆိုတော့မမြင်ဘူးလေခင်ဗျားတို့ဒါမှမဟုတ်ဖျားကိုစင်းတုကွယ်တယ်တဲ့အခုစင်းတုတွေမဟုတ်ဘူးတောင်းမှကွယ်သွားဟင်တော့ပါလားအဲ့တော့ပုရုဇဉ်နဲ့အရိယာမကွာဘူးလားကွာသွားပြီအရိယာအဲ့စင်းတုတွေလိုက်မကြည့်တော့ဘူးဖျားဂုံကိုကြည့်တာဖျားဂုံကိုအာယုံပြုတ်နေတာရှင်းလားပုရုဇဉ်ကြတော့မဟာမြတ်မုနိမှာဖျားဘယ်သွားမလို့ဖျားဘူးသွားမလို့တဲ့ဘယ်ဦးတော့မန်းလေးကိုဖျားမန်းလေးမှာပဲရှိတာဟုတ်နော်ဒါဖြစ်မြကြီးနားတည်ထားတဲ့ဖျားတွေဖျားမဟုတ်ဘူးထင်တယ်ဘယ်သွားမလို့ဖျားဘူးတဲ့ဘယ်ဦးတော့ကြိုက်ထီးကိုဟိုပြုတ်မကြတဲ့ကြောက်တုံးပေါ်တင်ထားတာဖျားလို့ထင်တာဟုတ်တော့ပါလားရှင်းရှင်းလားငါတဲ့ပြောတယ်လို့ငါကြလူဘုံတိတ်များတာဒါပေမဲ့တဲ့ပြောတယ်ဆိုတာကျုပ်ကငေါ့နေတာလားစတန့်ထွင်နေတာလားဟမ်ဘာလို့ပြောတယ်ထင်လို့အေးတကယ်အမှန်ဘုရားဂုံတော်ကိုတကယ်သိစေခြင်းလားရှင်းလားရှင်းပါဗျာဘုရားကြော့ဘူးလားဟမ်ဗုဒ္ဓဘာသာတွေဒီမိကုံးပြီးတော့တော်တော်ခက်တယ်ဟမ်ကြော့ဘူးလားခင်ဗျားတို့ဘယ်လိုကြော့ကိုဆိုနေတဲ့ကြော့ကျိုးတောင်တေချာစဉ်းစားတာမဟုတ်ဘူးကိုနင်တို့ဒီမှာဩဃာတာငါစာရွက်တွေဝေထားတယ်ဝေချင်းဝေမဝေချင်းနေဆိုနေကြတိုင်းဆိုမှာပဲနော်ဟုတ်လားမဟုတ်ဘူးလား
ဟုတ်တယ်ဒါပေမဲ့ဘာမှမစင်စားဘူးနော်ရှေ့မှာစုပေးမဲ့ဆရာတော်ရှိတယ်စုပေးမဲ့ဆရာတော်ရှိတဲ့ချိန်မင်းတို့လိုချင်တာတောင်းပြီးမှတော့ငါဘာပေးနေစားဆိုလဲမင်းတို့တောင်းတာပြည့်ကွာမနေ့ကငါလှုပ်လိုက်နော်ဒီနေ့တနာလို့ငါပေးတဲ့ဟာငါမေတ္တာသူတို့တောင်းတာသူတို့လှုပ်ဆိုပြီးတော့ဒီနေ့စုပေးလိုက်တယ်အာနာလို့ငါတော့လေဖះကိုတကယ်နှစ်ကကြော်ဘူးလားအိမ်သားထဲမှာနော်ရည်စရာပြောတာမဟုတ်ဘူးတကယ်ဒါပလင်ပေါ်မှာတောင်ပြောမြောက်ပြောလျှောက်ပြောမနေရလည်းမဟုတ်ဘူးနော်ကျေးဇူးရှင်တိတကူဆရာတော်ကြီးကဦးဇင်းကိုဆုံးမဘူးတယ်ဟဲ့ကောင်တဲအိုးတယ်မှန်ပါဗျာမိတ်ပါဗျာရွှေပလင်ပေါ်မှာရွှေပလင်နဲ့ထိုက်တန်တဲ့စကားပဲပြောတယ်တဲမဗျာနော်ဘယ်သူဆုံးမဦးဇင်းတို့အဆုံးမကိုကောင်းတာမှန်သမျှခံယူပါတယ်မှန်လားပါဗျာတပည့်တော်အပူစကားမပြောပါဘူးလို့ကြိုးစားပါမယ်ပေါ့လူကြီးကဆုံးမနေတာဆိုစောရကတက်လို့မရဘူးမှန်ပါဗျာ25နှစ်ရှိပါပြီပလင်ပေါ်မှာအပူစကားမပြောပါဘူးခင်ဗျားတို့အတွက်တကယ်ထိုက်တန်ပြုပြင်တဲ့အရာကိုပြုပြင်နိုင်အောင်ဘယ်သူကမှမငဲ့မကွက်ဖဲတော့ပြောတတ်တယ်ဒီတော့ခုနဘုရားကတော့ပြစ်သွားတာလေးကဦးဇင်းကပင်ကိုယ်စရိုက်သိတ်ကြမ်းတယ်ပလင်ပေါ်မှာပြုံးနေပေမဲ့လူချမ်းလူဆိုးကောင်းတဲ့လူမဟုတ်ဘူးနော်ဘုန်းကြီးဖြစ်လာတာကိုကအမေကဆိုးလွန်းလို့ကြောင်းပို့လိုက်နော်ဒါလောက်ဆိုတော်ပြီပေါ့နောက်ထပ်တော့မရှင်းတော့ဘူးဘာလို့ဆိုဟောစရာတွေရှိသေးလို့အဲ့တော့စိတ်ကသိတ်ခတ်ထန်ကိုတခုခုကြောသွားရင်ကြောသွားရဆိုတာကိုဒီလက်ရောက်ဆိုတာအတာထားကိုဒီလက်ရောက်ဆိုတော့မင်းအမှုန့်ဖြစ်သွားမှာနော်နှုတ်နဲ့ကြောလိုက်တာတော့မခံဘူးအဲ့ဒါကိုအတာထားငယ်တုန်းကတော့မျက်လုံးချင်းစိုင်ကြည့်ပြီးကိုမစ်ပါကြည့်တာလဲလို့လားနော်ဒီလိုနေခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့အကြောင်းအရာတစ်ခုစုံလာရင်ဒေါသကအတော်ပတတ်နိုင်အဲ့တော့တရက်မှာအကြောင်းတစ်ခုရှိလို့ဒေါသတစ်ခုဖြစ်တယ်ပေါ့ကွာနော်ဖြစ်လိုက်တာမှတခါတည်းမိထတောက်တော့မယ်လှုပ်လို့လည်းမကောင်းသေးဘူးနော်ဒေါသဖြစ်ရင်ကိုကတစ်ခုခုကိုလှုပ်လိုက်ရမှာကိုကျင်တတ်တယ်အဲ့တော့ကိုဝတ်ထားတာသင်္ကန်းကြီးနဲ့ဆိုတော့နော်လူလောကလို့ထင်ရဆိုင်လို့မဖြစ်သေးဘူးဆိုပြီးကိုဘရိတ်လေးအုပ်ပြီးတော့အိမ်သားထဲဝင်သွားတာအိမ်သားတက်ချင်လို့မဟုတ်ဘူးနော်ရောက်လဲကြုံရင်ကြုံဘူးမှာပေါ့ဗျာနော်ဘုံတိုင်းဆိုကွမ်းဆိုပိတ်ထည့်လိုက်ပြီးတော့ဝင်သွားတယ်ဟိုเจ้าအနံနေလဲထိုးပါများလို့မှန်လဲကွဲနော်သုံးဓာတ်သားဆိုရင်မလုပ်ရဘူးသုံးဓာတ်သားငါးဓာတ်သားလောက်ကတော့လက်သီးနဲ့တင်ပေါက်သွားပြီအဲ့တော့ကိုထိမ့်ပြီးတော့ထဲဝင်သွားတယ်စောက်ဆိုထိုင်ချလိုက်ပြီနော်ပူလောင်နေတာငါသတ်ပြီးတော့မယ်နော်သတ်ပြီးတော့မယ်အဲ့တော့နောက်အဲ့ဒီမှာတစ်ချက်ကလေးသတိရလာနော်ဒါအဝိဇ္ဇာကနေဝိဇ္ဇာဖြစ်ဖို့ဆိုတာသတိရှိရသတိထားဝရိယစိုက်ပညာနဲ့ကြည့်နော်သတိလေးထားလိုက်တယ်ဩငါဒေါသဖြစ်နေတာပဲနော်ဒီဒေါသတရားသည်မွေးမြူထားမယ်တရားလားဖယ်ရှားမယ်တရားလားငါကိုယ်တိုင်သူများကိုတရားပြနေတာငါကိုယ်တိုင်ဒေါသကင်းကြောင်းတရားတွေဟောနေတာဘယ်နဲ့ကြောင့်ငါဒေါသတွေဒီလောက်ဖြစ်နေတာလဲဒေါသပူလောင်လာကြီးလားလို့တတိလေးကတ်လိုက်တာနဲ့ခုနတဟိထနေတဲ့ဒေါသဖြတ်ဆိုငြိမ့်သွားတယ်စိတ်ထဲမှာကြည့်လိုက်တယ်ဩအေးသွားပြီအေးသွားတော့ချက်ချင်းအဲ့ဒီအိမ်သာကြွေခွက်ပေါ်မှာငုတ်တုတ်ထိုင်ပြီနော်လက်ဥကလေးချီပြီဒေါသကင်းတော်မူသောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားရှိခိုးပါ၏မြတ်စွာဘုရားဒေါသကင်းတဲ့ဂုံကိုမြင်သွားတာပျော်လိုက်တာဟိုရှေ့ရကိစ္စမသိတော့ပျော်လိုက်တာစိတ်ထဲမှာကြည်နူးလာတာဒေါသကင်းတော်မူသောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားရှိခိုးပါ၏
ဒေါသကင်းအောင်ဆုံးမတော်မူလေးရှိတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာရှိခိုးပါ၏နှစ်ကတော့ကျုပ်တက်တက်မှာအဲ့တခါလောက်ကြောဘူးသေးတာပဲနောက်ခင်ဗျားတို့ဘုရားကြောဘူးပြီလားလို့မေးတာခင်ဗျားတို့ရုပ်ထုကြီးကြည့်ပြီးတော့ပစိန်ပေါက်တော့ချနေကြတာပဲဂုံတော်ဘလောက်မြင်ပြီးပြီလဲကျေးဇူးဘလောက်မြင်ပြီးပြီလဲရှင်းလားကိုပြန်မေးကြဒီကပြန်ရင်ဘုန်းကြီးကမေးလိုက်တယ်ငါတို့ဗါတဲ့ဘုရားကြောဘူးပြီလားရှင်းသလားသဘောပေါက်သလားတကယ်သောတာပန်တို့ကြတော့ဘုရားရှင်ရဲ့ဂုဏ်တွေကိုနှစ်ကာမြင်သွားပြီတဲ့နော်ခုဥသုမင်္ဂလာကဒေါသကြီးနဲ့ကိုဒေါသလေးကိုထိမ့်သိမ့်နိုင်လို့အဲ့ဒေါသလေးကိုဘုရားရှင်ရဲ့အဆုံးအမနဲ့အညီနှလုံးသွင်းလိုက်လို့ဒေါသလေးငြိမ်းသွားတာလောက်ကလေးနဲ့တောင်ဒီလောက်မြင်ရင်ဟိုသောတာပန်တွေဘယ်လောက်မြင်မလဲဆိုတာဦးဇင်းကမြင်တတ်သွားအခုခင်ဗျားတို့ကိုလည်းအဲ့ဒီသဘောတရားရေးလေးကိုအခုရိပ်မိသွားစေခြင်းတာသိရှိသွားစေခြင်းတာသဘောပါလားအဲ့တော့မြတ်စွာဘုရားရဲ့အရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္ပန္နောနော်ဝိဇ္ဇာအသိစရဏအကျင့်နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားသောတာပန်တို့မြင်တဲ့အမြင်နဲ့ခင်ဗျားတို့မြင်တဲ့အမြင်တူမလားမတူတော့ဘူးသောတာပန်ကြီးကဝိဇ္ဇာအသိစရဏအကျင့်ဆိုတာသူကိုယ်တိုင်လည်းအသိအကျင့်နဲ့ပြည့်စုံသွားပြီဖြစ်တဲ့အတွက်သူပြည့်စုံတာသူလို့သောတာပန်တာမညပုဂ္ဂိုလ်တောင်မှဒီလောက်ဆိုရင်တပ္ပိညုတဘုရားရှင်ရဲ့ဂုံကြီးဆိုဂုံကျေးဇူးဘယ်လောက်ကြီးကျယ်မယ်ဘယ်လောက်မြင့်မြတ်မယ်ဆိုတာအိုးမဆလို့မဆုံးကြီးညိုလို့မဆုံးစာဖတ်ထားတဲ့အသည့်နဲ့တခြားစီပဲရှင်းလားသဘောပေါက်ပြီလားသောတာပန်မှာဒီအချက်ဘုရားရှင်ရဲ့ဂုံကျေးဇူးကိုကောင်းစွာသိမြင်သွားတဲ့ဂုံနဲ့ပြည့်စုံသွားပြီအဲ့တော့ရိုးရိုးလေးအယတ်သားစကားနဲ့ပြောရရင်သောတာပန်ဟာဘုရားမြင်သွားပြီတဲ့ဗါတဲ့ဘုရားကိုမြင်တဲ့ဂုံနဲ့ပြည့်စုံသွားပြီရှင်းမလားဒါကြောင့်သူတော်ကောင်းတို့ကိုဘုရားကြောဘူးပြီလားလို့မေးတဲ့အမေးရဲ့အတိတ်ပဲအတိတ်နဲ့ကိုယ်တိုင်သိအောင်စဉ်းစားပါနှစ်တရားမြင်သွားပြီဗာမြင်သွားတယ်ဒွက္ခတောဘဂဝတာဓမ္မောဒီနာလေးရတရားကုံကတရားစဒွက္ခတဆိုတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်ကောင်းစွာဟောကြားတော်မူသောလို့မပါဘူးလားမြတ်စွာဘုရားဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလို့သဗ္ဗညုတဉာဏ်ရှင်မြတ်စွာဘုရားမသိမမြင်တဲ့ကိစ္စရှိသလားအလုံးစုံသိမြင်တဲ့ပုဂ္ဂိုလ်ကြီးကဟောထားတဲ့တရားဘုရားမြင်ထားပြီးသားပုဂ္ဂိုလ်ဆိုတော့ဘုရားရှင်ဟောတဲ့တရားသည်နော်အကျွင်းမဲ့မှန်ကန်သောအကျွင်းမဲ့အကျိုးရှိသောဟောခုခင်ဗျားတို့ဘုရားရှင်ရဲ့အဆုံးအမတိုင်းများလိုက်နာကျင့်သုံးမယ်ဆိုရင်ကိုယ့်အတွက်အကျိုးစီးပွားဖြစ်ထွန်းနိုင်မဖြစ်ထွန်းနိုင်များနိုင်မများနိုင်မှုသားပြောတာနဲ့မှုသားမပြောတာဘယ်ဟာချမ်းသာယုံလားပွဲစားတွေတော့မေးကြည့်အိမ်တော်ရှင်ယောက်ျားမိန်းမတွေမေးကြည့်လင်းနဲ့မရတယောက်နဲ့တယောက်ပတ်လိန်နေတာမလိန်လဲကွဲပြီအဲ့လင်းမရတော့ပါလားဘုရားတို့ခံယူထားတာကိုကမှုသားမပါဩအရှင်ဘုရားအကုန်မှန်ကြီးလုံးနေဘယ်လိုလုပ်ပေါင်းမလဲဗျာသောတာပန်ဒီလိုမဟုတ်တော့မှုသားကင်းခြင်းကသာငြိမ်းချမ်းခြင်းမြဲမြံခြင်းခိုင်မြဲခြင်းတည်တံ့ခြင်းချမ်းသာခြင်းဆိုတာပိုင်ပိုင်နိုင်နိုင်သိသွားအဲ့တော့သွက္ခန္တဂုံကိုမြတ်စွာဘုရားကောင်းစွာဟောထားတာမြတ်စွာဘုရားတရားသည်အပြစ်မရှိချွင်းချက်မရှိအမတန်မှန်ကန်တယ်ဆိုတာသူကောင်းကောင်းကြီးသိသွား
အဲ့တော့သွက်ခန္ဓာဂုံကလေးကနေနားလဲပြီးတော့သွက်ခါတော်ဘဂဝတာနာရောတန်ဒိဋ္ဌိကောဆိုတာကိုယ်တိုင်မြင်ရမယ်တရားဆိုတာသူပြောသူလူပြောနဲ့လမ်းဆုံးမှလားကိုယ်တိုင်မြင်ရမှာလားကိုယ်တိုင်မမြင်သေးသေးလည်းဘာမှမယုံနဲ့အောင်မြင်အောင်ကြိုးစားအကာလိကောတရားဆိုတာနေရွှေရက်ရွှေအကျိုးပေးကစောင့်နေရတဲ့အမျိုးလားအခါမလင့်အကျိုးပေးတာလားဟုတ်မှဟုတ်ရလားကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဒါပေမဲ့ဟိုမကောင်းတာလုပ်တဲ့လူတွေကြာကြီးပွားနေကြတာဩဇာတွေတက်ရောက်နေကြတာဒီနေ့ထိတို့လှုပ်ကိုမလှုပ်နိုင်ဘူးဒါဖြင့်အကာလိကောဆိုတာဟုတ်ရဲ့လားဘယ်လိုဟုတ်တာတော့ဟုတ်ပြီအဲ့မကောင်းတာလုပ်တဲ့လူတွေကြာဘာလို့ကြီးပွားနေတာလဲဒါဖြစ်ရင်နေဦးအဟောင်းစားတာတော့ပဲခင်ဗျားတို့မြင်တယ်အဲ့ဒီမဟုတ်တာလုပ်တဲ့လူတွေချမ်းသာနေသလားအခုငွေတုပ်ကြီးပိုက်ပြီးဘယ်မှမထွက်ရဘူးရှင်းလားအကာလိကောဆိုတာဒါအကျိုးမပေးသေးဘူးလို့ထင်မနေနဲ့ဒီနေ့အကုသိုလ်လုပ်ဖို့အခုကြံနေကြံကြဲကဆင်းရဲနေပြီရှင်းလားနင်တို့မခံမနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့တရားနဲ့မထိတွေ့ရသေးလို့ကောင်းတာလုပ်တဲ့လူအခုစိတ်ကောင်းနှလုံးကောင်းထားတဲ့လူကအခုကောင်းပြီငွေရခြင်းမှရမယ်ယာတို့တက်ခြင်းမှတက်မယ်ဂုံရှိခြင်းမှရှိမယ်ရင်ထဲမှာတော့ဘာဖြစ်နေလို့အေးနေပြီဗျဖះတို့အခုအေးတာမြင်မှမမြင်မဲ့ရှင်းလားသဘောပေါက်သလားကိုကိုရင်ထဲမှာတရားသောစိတ်ကလေးနှလုံးသွင်းလိုက်တာနဲ့သွင်းပြီဆိုတာနဲ့အေးပြီအဲ့ဒါဥစဉ်ခမဲတော်ကြီးတို့မဲတော်ကြီးတို့ခဏခဏပြောရတယ်ဥစဉ်တော့မွဲတယ်နော်ငယ်ငယ်လေးကသစ္စာလေးပါးတရားသိတယ်ကြိုးစားပြီးလုပ်နေကြတယ်အဲ့တော့မဲတော်ကြီးရောခမဲတော်ကြီးတို့ကစီးပွားရေးအစင်မပြေတိုင်းသူပါပြောလို့ဆိုငါတို့မဟုတ်တာမလုပ်လို့လားမသိဘူးကွာမွဲတယ်ဥစဉ်ကသင်္ကန်းဝဲဗိဓိမာတရားတွေဘာတွေသင်ပါညာလုပ်ပြီးတော့ခမဲတော်ကြီးမှားနေပြီမှန်တာလို့မွဲနေတာမဟုတ်ဘူးအကြောင်းမကောင်းလို့မွဲနေတာအခုမှန်တာလုပ်နေရတဲ့အရာသာကိုသိအောင်လုပ်ပါတကားကြီးမှန်တာလုပ်မှန်တာပြောနေရတဲ့ဓမ္မအရာသာလေးကိုမြင်အောင်လုပ်ပါတကမာကြီးအမေဖေကိုဆုံးမရှင်းလားဟိုမှာမဟုတ်တာလုပ်တဲ့လူတွေကြကြီးပွားနေတာဟာတော့မပြောနဲ့အဲ့ဒါကိုကခမည်းလောလောဆယ်သူတို့ပေါ်မှာအဘိဇာပွားနေလို့ခမည်းဆင်းရဲနေတာရှင်းလားခမည်းမာနာလုပ်တယ်သာပြောနေတာသူများကြီးပွားတာသွားပြီးမနာလိုနေတော့ဟင်မစ္စရိယစိတ်တွေကြောင့်ခမည်းဆင်းရဲနေတာရှင်းလားသဘောပေါက်သလားကိုအကြောင်းကိုသိအောင်မလုပ်ဖ ೇನೆ သူများနဲ့နှိုင်းရှင်ပြီးတော့မနာလိုမရှုစိတ်နော်မကြည်ပြူညိုညင်ညူစုစောင်းမြောင်းနေကြတဲ့ကုသိုလ်စိတ်လားအကုသိုလ်စိတ်လားအဲ့ဒီစိတ်ကြောင့်ခမည်းပူလောင်နေတာအကာလိကောတရားဟာဘယ်တော့မှအချိန်မဆိုင်ဘူးအခုကောင်းတာလို့ရင်အခုကောင်းကျိုးပေးနေပြီစိတ်နှလုံးတွေကြည်လင်ခြင်းအေးချမ်းခြင်းတက်ကြွခြင်းလန်းဆန်းခြင်းနောက်ကဂုံတွေအပြည့်အေးမကောင်းတာလို့ရင်လဲမကောင်းကျိုးကိုသူတော်ကောင်းကြီးဆိုစိတ်ပရိကြီးကင်ထားပြီးသူပြားကြီးွားတာမနာလိုနေတာအဲ့ဒါသူတော်ကောင်းလားသူယုံပါလားကုသိုလ်တရားလားအကုသိုလ်တရားလားဒါဖြင့်ကုသိုလ်လုံးနေလို့ပရိကြီး6ချက်ကြောင့်ပူလောင်တာလားမစ္စရိယစိတ်ကြောင့်ပူလောင်တာလားဒါပဲမုဒိတာမပွားနိုင်အဘိဓါများဒီလူသူတထူးရဲ့ကျေးဇူးဂုဏ်ကိုမသိပဲနဲ့နာမည်ကြီးတယ်ဆိုရင်ဆော်ခြင်းရတာနဲ့တီးခြင်းရတာနဲ့ပုတ်ခတ်ခြင်းရတာနဲ့ဝေဖန်ခြင်းရတာနဲ့သဘောပါလား
ကျေရောကျေနပ်သလားဒီတော့တရားဂုဏ်ကျေးဇူးသည်မှန်မမှန်အခုကြားဘူးနားဝရှိသွားပြီယင်ထဲမှာကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့တရားအမြင်ပိုင်ရှင်တွေဖြစ်အောင်ကြိုးစားသောတာပန်ကဖျားမြင်တယ်တရားမြင်တယ်တရားကိုတန်ဋိဋ္ဌိကဂုံကိုလည်းပိုင်ပိုင်နိုင်နိုင်မြင်တယ်အကာလိကဂုံကိုလည်းပိုင်ပိုင်နိုင်နိုင်မြင်တယ်အေဟိပတ္တိကတရားဆိုတာအေဟိလာဘပတ္တရှုပါလို့အစစ်ဆေးခံနိုင်တဲ့အစမ်းသက်ခံတရားမြတ်စွာဘုရားတရားကြိုက်တဲ့လူလာခဲ့မယုံတဲ့လူကောယုံတဲ့လူကောစမ်းကျင်တဲ့လူကောလာခဲ့ကြိုက်တဲ့လူစမ်းကြည့်အစမ်းသက်ခံတရားရှင်းသလားရှင်းပါဗျာလောဘရှိတဲ့လူကပူမလားအေးမလားပူပါဗျာဆင်းရဲမလားချမ်းသာမလားဆင်းရဲပါဗျာလောဘကင်းတဲ့လူကအေးချမ်းတယ်ချမ်းသာတယ်လက်တွေ့လှုပ်ကြည့်လိုက်ဘယ်သူမဆိုလှုပ်ကြည့်အေဟိပတိကောအပ္ပနေယိကောဒီတရားတော်တွေဟာနှုတ်ကရင်ပြောနေရမယ့်အရာလည်းမဟုတ်ဘူးစာအုပ်ထဲတွင်ရေးမှတ်ထားမယ့်အရာလည်းမဟုတ်ဘူးဘယ်လိုတော့ကိုယ်နဲ့မကွာနော်ဆောင်ထားအပ်တဲ့တရားဆောင်လေအေးချမ်းလေချမ်းသာလေရှင်းသလားအပ္ပနေယိကောကပ်၍မပြတ်ဆောင်တဲ့သောတရားတဲ့ရှင်းတယ်ကလားနောက်တစ်ချက်ကသိကောင်းတယ်ဗျာတရားမှာပစ္စတံဝေဒိတဘောဝိညူဟိဝိညူဟိပညာရှိသောပုဂ္ဂိုလ်သည်မိမိတရားကိုဆောင်ရင်ဆောင်သလောက်ပါလေရတယ်တဲ့ပစ္စတံဝေဒိတဘောကိုဆောင်သလောက်ပဲရမှာကိုလှုပ်သလောက်ပဲကိုရမှာဓမ္မသိပြီးတော့စင်ကြယ်တဲ့အတွက်နော်လှုပ်တာထက်လဲပိုမရသလိုလှုပ်တာထက်လဲယော့လည်းမရတကယ်အေးအောင်လုပ်နိုင်ရင်တကယ်အေးပါလိမ့်မယ်တကယ်အေးအောင်မလုပ်နိုင်သေးရင်တကယ်မအေးနိုင်သေးပါဘူးဘာလို့မအေးတာတော့အေးအောင်မလုပ်နိုင်သေးလို့အဲ့ဒီတရားဂုဏ်ကျေးဇူးလေးကသေချာနားထောင်တော့ပစ္စတံဝေဒိတဘောဝိညူဟိဝိညူဟိပညာရှိသောပုဂ္ဂိုလ်သည်ပစ္စတံအသီးဝေဒိတပကိုဆောင်ထားရင်ဆောင်ထားသလောက်ကိုရမယ်လှုပ်သလောက်ပဲရမှာအခုခင်ဗျားတို့နိဗ္ဗာန်မြင်မှုပြီလားမရှိလို့လားမရနိုင်လို့လားဩရှိတာလဲယုံသလားရနိုင်တာရောဒါဖြင့်ဘာလို့မရသေးတာရအောင်မလုပ်သေးလို့ရှင်းတယ်ကလားနိဗ္ဗာန်မရှိလို့မရတာလားမဟုတ်ပါဘူးဗျနိဗ္ဗာန်ကအခုခင်ဗျားတို့အားလုံးနိဗ္ဗာန်တွေ့ဝတန်တိကိခင်ဗျားတို့အနီးနားမှာ ready ရှိနေပြီသားရှင်းတယ်နော်အေးသောတာပန်ကဒါတွေပိုင်နိုင်သိသွားပြီတဲ့တရားတစ်လုံးကိုမြင်ညပုံချင်းခုခင်ဗျားတို့ပုထုဇဉ်တွေအမြင်နဲ့အရိယာအမြင်တူသလားမတူတော့အရိယာကတရားကိုကောင်းစွာမြင်သွားပြီဘုရားကိုလည်းမြင်တယ်တန်ခါကိုလည်းမြင်တယ်ခုခင်ဗျားတို့မြင်လားခင်ဗျားတို့မြင်တာဘုန်းကြီးတွေရှင်းလားဟိုဘုန်းကြီးကဘလို့ဟိုကိုတော်ကဘလို့ဒီကိုတော်ကဘလို့ဆိုတဲ့ငါဘုန်းကြီးသူ့ဘုန်းကြီးဟင်တန်ခါဆိုတာကသုပ္ပတိပန္နောဘဂဝတောတာဝကတန်ခောမြတ်စွာဘုရားရဲ့အဆုံးအမကိုကောင်းစွာကျင့်နေတာတန်ခါဥဇုပတိပန္နောဖြောင့်မတ်စွာကျင့်နေတာတန်ခါညာယပတိပန္နောလျော်စွာကျင့်နေတာတန်ခါဟောကောင်းစွာဖြောင့်စွာမှန်စွာလျော်စွာဟော
ဘုရားရှင်ရဲ့အဆုံးအမတိုင်းကောင်းစွာဖြောင့်စွာမှန်စွာလျော်စွာကျင့်နေတာကိုဘာခေါ်တော့တန်ခါအဲ့တော့မြတ်စွာဘုရားရဲ့တပည့်သားတန်ခါဆိုတာအရိယတန်ခါတိုင်းဒီအဲ့ဒီဂုံ၄ပါးနဲ့ပြည့်စုံတယ်နော်ဟိုဘက်ကအာဟုနေရောပါဟုနေရောဆိုတော့ရောတွေကိုခဏထားလိုက်ရောဆိုတာတော့ခမည်းတော်အတွက်အကျိုးများဖို့နော်အဝေးကဆောင်းလာတဲ့ပစ္စည်းတွေလူသိနေဧည့်သည်အတွက်ထားတာတွေလူသိနေဆိုတာဒါလူအောင်ပြောတာထားအဲ့ဒါတန်ခါဂုံထဲမှာတကယ်ဂုံအစ်စ်ကဒီ၄ပါးမြတ်စွာဘုရားအဆုံးအမတိုင်းကောင်းစွာကျင့်တာပါလေတန်ခါလောကမှာကောင်းစွာကျင့်နေတဲ့တန်ခါတွေရှိမရှိရှိတယ်ခင်ဗျားတို့ကကောင်းစွာကျင့်တာတော့မမြင်ဘူးမဟုတ်တဲ့ဘုန်းကြီးတွေကြတော့ခင်ဗျားတို့ကမြင်တယ်ပြီးတန်ခါတွေဘာဖြစ်တယ်ညာဖြစ်တယ်လိုက်ဝေးပါတန်ခါမဟုတ်ဘူးတန်ခါဆိုတာတမ္မက်ကောဟိတန်ကောတမ္မက်ကဘုရားရှင်အဆုံးအမတိုင်းညီညွတ်စွာကျင့်နေတာကိုမှဘာခေါ်လဲကျင့်တတ်လားရှင်းရောရှင်းရလားအဲ့တော့တန်ခါဂုံဒါမို့လို့သောတာပန်အရိယာများကြတော့လူရင်တန်းရင်အရိယာတန်ခါရည်မှန်းပြီးတော့လူတယ်အရိယာတန်ခါကိုအာယုံပြုပြီးတော့မှလှူတယ်အရိယာတန်ခါကိုရည်မှန်းပြီးတော့ပူဇော်တယ်ကြော့တယ်ရှင်းသလားအခုကခင်ဗျားတို့ကကြတော့မျက်မှောက်ကဘုန်းကြီးကိုငါဘုန်းကြီးသူဘုန်းကြီးငါလူထားတဲ့သင်္ကန်းသူလူထားတဲ့သင်္ကန်းငါလူထားတဲ့ကြောင်သူလူထားတဲ့ကြောင်ငါလူထားတဲ့ကြောင်ငါဘုန်းကြီးပဲထားမယ်ဟာရှုပ်ချက်ကိုခက်လို့တော့ပါလားဘုန်းကြီးနဲ့မတည့်ရင်လူထားတဲ့ကြောင်တွတ်တွေပြန်ခွာသွားဟမ်ကျင်တ်သလားအဲ့တော့ဘုန်းကြီးမြင်ရမှာလားတန်ခါမြင်ရမှာလားဩသောတာပန်ကတန်ခါကိုလည်းမြင်သွားပြီရှင်းလားအဲ့တော့သောတာပန်မှာပြည့်စုံသွားတဲ့ဂုဏ်တွေကပါလေဘုရားကိုလည်းမြင်သွားပြီအခုဦးဇင်းပြောတာသဘောပေါက်လားကြည်ရောကြည်နပ်ကြလားโอเคနောက်ဆုံးတစ်ချက်ကအရိယာတို့ချီးမွမ်းအပ်တဲ့သီလနဲ့လည်းပြည့်စုံပြီဗါတဲ့အော်တလုံးလေးကြံသေးတယ်ဗျအရိယာတို့ချီးမွမ်းအပ်တဲ့သမာဓိနဲ့ရှင်တဲ့သီလတဲ့မလီဒါလေးဘယ်လိုလဲအဲ့ဒါမှပြောတာဘုန်းကြီးပြောလို့လိုက်ပြောလိုက်ရတာပဲနော်အရိယာတို့ချီးမွမ်းအပ်တဲ့ဘာနဲ့ရှင်လဲမာတိနဲ့ရှင်တဲ့သီလသောတာပန်အရိယာရဲ့စိတ်ဟာဖောက်ပြန်ခြင်းပြောင်းလဲခြင်းမရှိတော့အဓိသီလအဓိစိတ်တာအဓိပညာအခုဒီမှာပြောလိုက်တာကအဓိသီလနဲ့အဓိစိတ်တာကိုပြောတယ်အဲ့ဒါဘာလဲဆိုတော့အဓိပညာရဲ့မှတ်ကြောက်ဟောသီလနဲ့စိတ်ကိုပြောပေမဲ့နောက်ကဘာပါပြီးသားတော့ပညာရဲ့မှတ်တိုင်ဟာသီလနဲ့သမာဓိပညာပိုင်နိုင်သွားတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှသမာဓိယိုင်ခြင်းမရှိတော့အခုတကယ်ပညာရှင်တွေမဟုတ်လို့ခင်ဗျားတို့လောကမှာသမာဓိယိုင်တာတွေနဲ့တွေ့ရတဲ့ဆရာဝန်မပိသတဲ့ဆရာဝန်အင်ဂျင်နီယာမပိသတဲ့အင်ဂျင်နီယာကျောင်းဆရာမပိသတဲ့ကျောင်းဆရာဟိုကမပိသတဲ့ဟိုဟာအထိမခံနေကြပြောလို့မဖြစ်ဘူးနော်ဟိုတရဘွားတွေလည်းဘာမှမပိသလို့ဘာမှမပိသတဲ့တိုင်းပြည်ဖြစ်နေရှင်းလားဘာလို့ပညာကမခိုင်လုံတော့သီလလည်းမမြဲဘူးသီလဆိုတာကျင့်ဝတ်ကျောင်းဆရာမှာကျောင်းဆရာကျင့်ဝတ်ဆရာဝန်မှာဆရာဝန်ကျင့်ဝတ်အင်ဂျင်နီယာမှာအင်ဂျင်နီယာကျင့်ဝတ်အိမ်တော်ဦးစီးမှာအိမ်တော်ဦးစီးကျင့်ဝတ်အိမ်တော်ရှင်မမှာအာမင်သူတို့ဟိုဘက်တွေလဲတော့သူတို့မပါဘူးထင်တယ်သဘောပါလားသားသမီးမှာသားသမီးကျင့်ဝတ်မိဘမှာမိဘကျင့်ဝတ်ဆရာမှာတပည့်မှာအကြီးကဲမှာနောက်လိုက်မှာသူကျင့်ဝတ်နဲ့သူရှိတယ်သဘောပါလားပညာဓာတ်တွေကကျင့်ဝတ်ခိုင်မြဲအောင်လာဘလက်လာဘကြောင့်လည်းအကျင့်မပြတ်ဘူးတက်ကာယယာဓုဂုံဓုတွေအတွက်လည်းအကျင့်မပြတ်ဘူးဒီလောကဘွဲတစိတ်လက်မှတ်အတွက်လည်းအကျင့်မပြတ်ဘူးမှတ်ထား
ပညာခိုင်မြဲနေတော့သီလလည်းခိုင်မြဲတယ်သမာဓိလည်းခိုင်မြဲတယ်သဘောပါရဲ့လားအဲ့တော့ဟိုကဒီမှာဖျားမြင်တရားမြင်တန်ခါမြင်နိုင်တဲ့အဓိပညာပိုင်ရှင်ကြီးဖြစ်နေတဲ့အတွက်သူသည်အရိယာတို့ချီးမွမ်းအပ်တဲ့တမာတိနဲ့ရှင်တဲ့ဆိုတာဒါသူစိတ်သည်ဘယ်လိုဘယ်အကြောင်းဘယ်လိုလောကရန်မျိုးရိုက်ပုတ်လာလို့မှအခုခင်ဗျားတို့သီလယူတိုင်းမှာဦးဇင်းတို့ထည့်ပေးတာရှိတယ်ဇီဝိတံစမာနောပိမပြောဘူးလားစလုံးစကွဲစဆိုတာကစွန့်လွတ်ခြင်းနော်စွန့်လွတ်ခြင်းအ내ကိုဟောတယ်အဲ့တော့ဇီဝိတံအသက်ကိုစမာနောပိစွန့်လွတ်ရညာတော့လေသိက္ခာပဒမိမိတို့စောင့်ထိန်ထားတဲ့သီလကိုနစာမိမစွန့်တော့ပါဖေအဲ့ဒါခင်ဗျားတို့အရိယာပညာနဲ့ရှင်တဲ့သီလမျိုးကိုခင်ဗျားတို့အထုံဝါဒနာအလေ့အကျင့်ဖြစ်သွားအောင်လို့ပေးနေတာအရိယာဟာအသက်စွန့်ရမယ်ဆိုရင်တောင်သီလကိုစွန့်တော့ရှင်းသလားကြည်ရောကျင်သလားအခုခင်ဗျားတို့ကျိုးတို့မှာကြတော့အသက်ကိုခဏထားလို့နော်စီးစိမ်ဥစ္စာအတွက်ဆိုလဲအငတ်မခံနိုင်ဘူးအမွဲမခံနိုင်ဘူးလိန်သိရင်တော့ခိုးသိအောင်တော့အနိုင်ကျင့်သိရင်တော့ပညာမဲ့တွေတိုင်းနေတဲ့တိုင်းပြီဆိုတော့စရေးလုတ်တဲ့လူကတောင်အာနာရှင်ဖြစ်နေဒီလျှောက်လာလေးဟိုဘက်ပို့မပို့နိုင်ဘူးတဲ့လာထားသဘောပါလားသူ့ကိုအဲ့ဒီလှုပ်ဖို့သူ့ကိုလာကပေးထားပြီးသားဒါပေမဲ့ဟိုပညာမဲ့တွေကလည်းနင့်ငါလာကပေးထားပြီးသားငါတို့ထဲကနေထမင်းကျွေးတာနင်စားနေတဲ့ထမင်းဘာထင်လို့သွားပေးကြည့်လို့မပြောရဲဘူးပညာမဲ့ချင်းဆိုတော့နှခမ်းပဲ့ချင်းမိမုတ်တော့တဲ့နေတာပဲလှုပ်လိုက်ပါဟဲ့နင်ကလည်းဗျံပရာတိုင်းပြီအရှင်ဘုရားပြောတော့ဟုတ်တယ်မပြီးရင်ပြီးမှမပြီးပဲနော်ဟိုတုန်းကတော့ပုံမှန်၄နဲ့အဆင်ပြေတယ်ဘာလဲပုံမှန်၄ဆိုတာဘေးမှလောက်တာဟုတ်ကဲ့လားအခုပုံမှန်၄ကဖယ်ထားတော့ပေးလို့လည်းမရဘူးလို့လည်းမလုပ်ပညာမဲ့တိုင်းပြီအကြောင်းကျိုးအကောင်းဆိုးမအမှန်ကိုမသိတဲ့အခါကျတော့ဗျံပရာလှုပ်ချင်ဟာလှုပ်နေကြကိုလှုပ်နေတဲ့အလုပ်ကိုကိုဟုတ်လာပြီလို့ထင်တယ်ရှင်းတယ်နော်ကောင်းပြီအဲ့တော့ကြည့်အရိယာတို့မြည်သည်မှာ1ဘုရားကိုမြင်သွားပြီ2 3 4အရိယာတို့ချီးမွမ်းအပ်တဲ့သမာဓိနဲ့ရှင်တဲ့သီလသူသည်5ပါးသီလကိုခါဖို့ပစိုးကဲ့သို့မြဲသွားပြီတဲ့ဘယ်တော့မှဖောက်လဲဖောက်ပြန်ကျင့်ခြင်းမရှိတော့ဒါရင်လားဆိုတော့မဟုတ်သေးပါဘူးတဲ့သူသည်တဲ့သိတဲ့သိတိုက်တဲ့တရားမှန်သမျှကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်ပိုင်းခြားပြီးတော့ဘာဖြစ်လဲသိသွားပြီဘာတွေသိသွားသလဲဆိုတော့ဒါမြတ်စွာဘုရားဟောတာအဝိဇ္ဇာကိုအဝိဇ္ဇာမှန်သိသွားပြီတကားကြီးတဲ့ရှင်းလားအခုတော့ရှင်းတယ်ပြောသွားနောက်မှအိမ်ရောက်ပြန်စဉ်းစားနော်အခုကတော့ဦးဇင်းကခင်ဗျားတို့ဖြေနိုင်အောင်မေးလိုက်တာကိုရှင်းရလားဆိုတော့ဘယ်နဲ့တော့ရှင်းပါတယ်ဗျာဘာရှင်းတာတော့သိဦးဗျာနော်အဝိဇ္ဇာဆိုတာမောဟဆိုတာတတိမရှိခြင်းဝရိယမရှိခြင်းပညာမရှိခြင်းတတိကင်းလွတ်နေတာအဝိဇ္ဇာဝရိယကင်းလွတ်နေတာယော့နေနေတာအဝိဇ္ဇာကိုဖြည့်ခြင်းတဲ့တရားကိုမဖြည့်ခြင်းမလှုပ်တဲ့အလုပ်ကိုလှုပ်တဲ့အလုပ်ကိုမလှုပ်တာအဝိဇ္ဇာရှင်းသလားတခါအမှားအမှန်ကိုပိုင်းခြားမသိတာအဝိဇ္ဇာပါလားကောင်းကောင်းသိသွားပြီသောတာပန်ကအဲ့ဒီအဝိဇ္ဇာအကြောင်းခံလို့အဝိဇ္ဇာပစ္စယဘာလို့သင်္ခါရပုံညာပြီးအပုံညာပြီးဆိုရယ်ကုသိုလ်အကုသိုလ်တွေအလွန်ကြုံမလုပ်ဘူးလားလုပ်တဲ့အတွက်ခန္ဓာဘယ်နှပါးရတော့ပြောပါလေဝိညာဉ်အဲ့ဒီမှာသောတာပန်တို့ကသင်္ခါရအကြောင်းကိုလည်းကောင်းကောင်းသိပြီးဝိညာဉ်ကိုလည်းကောင်းကောင်းသိပြီးနာမ်ယုတ်ကိုလည်းကောင်းကောင်းသိပြီးသလ္လာယနာကိုလည်းကောင်းကောင်းသိပြီးဖသကိုလည်းသိပြီးဝေဒနာကိုလည်းသိပြီးအခုခင်ဗျားတို့သိတဲ့သောတာအသိနဲ့သောတာပန်အသိတူသလား
မတူသောတာပန်အသိအရေးမွက်လေးပြောပြမယ်နော်သင်္ခါရပစ္စယဝိညာဏရသွားတော့လူပရိသေတွေဝိညာဉ်နဲ့နတ်ပရိသေတွေဝိညာဉ်တူလားအေးခင်ဗျားတို့ကမတူဘူးပြောတယ်သောတာပန်ကတူတယ်လို့သိသွားဟောမကွာဘူးလားကွာတယ်အဲ့တော့ကြည့်လေဒီမှာပရိသေတွေဝိညာဉ်ဘယ်အကွက်ထဲမှာရှိတယ်နေ့ကွက်ထဲမှာဒီမှာလူပရိသေတွေဝိညာဉ်မနုဿဝိညာဉ်ဒေဝဝိညာဉ်လို့ပါလားတိရစ္ဆာန်ဝိညာဉ်လို့ပါလားဗိဓာဏဝိညာဉ်လို့ပါလားမပါရင်ဝိညာဉ်အမျိုးအစားချင်းအလုံးတူတူပဲတူတာမှဘယ်နေရာသွားတူတုံးဆိုတော့ဒီမှာဘာသစ္စာဟောလူပရိသေတွေဝိညာဉ်လဲဘာသစ္စာနတ်ပရိသေတွေဝိညာဉ်လဲမဟုတ်ဆိုပရိသေတွေဝိညာဉ်ဆိုတာဇာတိရရင်နောက်ကဘာလာတော့မှာသရမရဏလာမယ်ဆိုတော့ဝိညာဉ်ရပြီပရိသေတွေဝိညာဉ်ရပြီဇာတိသရမရဏမရတဲ့ဝိညာဉ်ဆိုတာမရှိဘူးသောတာပန်ကြတယ်လို့မြင်သွားပြီရှင်းရလားအဲ့တော့ဝိညာဉ်အကြောင်းလဲကောင်းကောင်းသိပြီနာယုတ်သလယနာဖသဝေဒနာလေးလည်းသိသွားသလိုတဏှာအကြောင်းလဲသိပြီဥပါဒံအကြောင်းလဲကာမဘဝအကြောင်းလဲဇာတိအကြောင်းလဲသရမရဏအကြောင်းလဲဘယ်သူတို့သောတာပန်သိသွားတာရှင်းရလားဒါရင်ခင်ဗျားတို့ဘာလုပ်သူလိုသိအောင်လုပ်အောင်သောတာပန်မတည်ခြင်းဘူးလားသောတာပန်တည်ရင်ဘာဖြစ်တော့အပေတကားပိတ်ပြီခုနမပြောဘူးလားမနေ့မင်းတို့သိသမျှအကုန်အော်ကြတာကွာနော်ဒိဋ္ဌိလည်းကင်းပြီဝိသိကိစ္စလည်းကင်းပြီမပြောဘူးလားအဲ့ဒီဂုဏ်တွေမလိုချင်ဘူးလားအခုအပယ်လေးပါးစိတ်မချရတဲ့ဘဝနဲ့စိတ်ချရတဲ့ဘဝဘယ်ဟာကောင်းငါသိရင်အပယ်မသွားဘူးလို့ဆုံးဖြတ်ချက်ချပြီးသိရရင်မကောင်းဘူးလားအဲ့တော့သောတာပန်ဒီတရားအလုံးကိုသိသွားပြီနော်အဝိဇ္ဇာစသရမရဏအဆုံးတရားတွေအကုန်လုံးလည်းသိသွားပြီအဲ့တော့သိသွားတဲ့အတွက်ဒီပုဂ္ဂိုလ်ဒီအလိုရှိခဲ့မယ်ဆိုရင်တဲ့သူ့ကိုယ်သူသုံးသပ်ကြည့်တဲ့အခါသောတာပန်ရဲ့ဉာဏ်ထဲမှာသူဒီအပယ်လေးပါးနဲ့သူနဲ့လုံးဝမသက်ဆိုင်တော့ဘူးဒီဘဝစုတေမနေသေးရင်ငရဲသွားစရာအကြောင်းလဲမရှိတော့ဘူးပိဋ္ဌာဖြစ်เสียအကြောင်းလဲအသူတကယ်ဖြစ်เสียအကြောင်းလဲတိရစ္ဆာန်ဖြစ်เสียအကြောင်းလဲမရှိဘူးလို့ကောင်းကောင်းကြီးသိတယ်တဲ့သူ့အတွက်လာရသည်အထက်မဲ့အထက်ဖို့တွေတို့တာသွားတော့မှာပဲလို့ပိုင်နိုင်ကြီးသိထားတယ်ဒါဖြင့်သောတာပန်သည်စိုးရိမ်စိတ်နဲ့သိမလားစိုးရိမ်စိတ်ကင်းပြီးသိမလားသောတာပန်အတွက်သောကပရိဒီဝဆိုတာလာစရာအကြောင်းမရှိတော့ဒါမို့လို့သောတာပန်အရိယာကြီးများသိသွားတာကြိုက်ရဘုံဌာနကိုလက်ညှိုးထိုးပြီးတော့သွားခဲ့တာရှင်းလားအဲ့တော့အခုခမည်းတော်ကျုပ်တို့ကကြတော့သောတာပန်တို့ရဲ့အရိယာဉာဏ်မရသေးရင်ကိုသွားရလမ်းကိုသိသလားအခုခမည်းတော်ဘယ်ကလာခဲ့တော့မသိဘူးဘယ်သွားမှလဲမသိဘူးလားသိရမှာမှန်းတော့သိတယ်ရှင်းလားသို့တော့ဘယ်နေ့သိမှာမသိဘူးဒါဖြင့်ဖြည်းဖြည်းမှလောက်ကြတာပေါ့ကွာအခုသိနိုင်လားဟမ်ဒါရောသိလားအမေဒါဖြင့်ဖြည်းဖြည်းလောက်ရမှာလားအရေးတကြီးလောက်ရမှာအသေးမဥခင်အာမလေးပြောရလိုက်တာသာဓုဟင်အဲ့တနေ့ညာအလုံးနဲ့ချိန်ကုန်နေသလားငွေအလုံးနဲ့ချိန်ကုန်နေငွေနဲ့ညာပဲဟာအရေးကြီးဘုန်းကြီးရှိကြညာပေါ့ကွာအေးရောက်တော့ငွေပေါ့မဟုတ်ဘူးလားအစဉ်ပြေသလိုတော့မှယောမရောက်ရင်အော်မလီတက်လိုက်ကြတာမလီပင်ကြီးတာပညာရှိနော်ကြည့်ယောမတိုင်းကြည့်ဘယ်သွားမလို့တေဟုတ်ဒါလည်းပြောခဲ့ဥမာနှုတ်မခင်ဗျာကျုပ်မိတ်နေမှာဆိုလို့ကျင်တတ်သလားယောမရောက်ယောမလို့ကျင့်အောင်ပဲဆိုရင်တော့အဲ့တော့ရေလိုက်ငားလိုက်ကျင့်နေရမှာလားလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ရမှာအဲ့ဒီမှာအနာတပိန်တထေးကြီးကိုပြောတာအလိုရှိလို့စဉ်းစားခဲ့ရင်ငါဟာအပယ်လေးပုံနဲ့လာမှမသက်ဆိုင်တော့ဘူးလို့သောတာပန်ပုဂ္ဂိုလ်ကသိပါတယ်ရှင်းသလား
ဒီတော့သူဒီမြင်သိတဲ့တရားကိုမမြင်ဘူးလားအခုခင်ဗျားတို့မြတ်စွာဘုရားကိုမြင်သိမမြင်သိအဲ့တော့ဦးဇင်းမေးခဲ့တယ်ဘုရားဖူးပြီးပြီလားဘယ်သူကိုဘယ်သူမေးမလဲတရားတွေ့ပြီလားတန်ခါမြင်ပြီလားအေးစေဒီဘုန်းကြီးတို့ဒေအိုးဘုန်းကြီးတို့တော့မြင်တာပေါ့ကွာကျင်တ်သလားတန်ခါနဲ့တန်ခါကုန်မြင်အောင်လုပ်ပါရှင်းမလားတီလမြဲပြီလားဘယ်သူကိုဘယ်သူတီဆုံးတီဆုံးဆိုတော့ကိုဦးစင်းကမေးနေတာကခင်ဗျားတို့ဘယ်အဆင့်နေဆိုတာကြုတ်သိဖို့မေးတာလားသိဖို့ရောလိုသလားဦးစင်းနဲ့မဆိုင်ပါဘူးဘယ်သူကိစ္စကိုသူတော်ကောင်းတို့လမ်းကိုသူတော်ကောင်းတို့ကိုယ်တိုင်ရွေးချယ်နိုင်ဖို့အတွက်မြတ်စွာဘုရားရှင်ရဲ့အလိုချဦးစင်းကနီလန်းပေးတယ်လို့မှတ်ပါကျင်တတ်သလားအဲ့တော့မြတ်စွာဘုရားတပိသားတာဝကမှန်ရင်တဲ့သောတာပန်တည်သွားတဲ့တကယ်အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင်ယံဘယ်နှပါးကင်းတော့ဘေးရန်၅မျိုးမရှိတော့ဘူးတဲ့နော်ဒီဘဝမှာသူကိုယ်တိုင်သူများအသက်ကိုမတတ်တော့တဲ့အတွက်သူများအသက်တတ်ခြင်းဘေးရန်ဒီဘဝမှာလည်းကြုံစရာအကြောင်းမရှိဘူးတန်တရားမှာကြုံစရာအကြောင်းလည်းမရှိတော့သူများပစ္စည်းခိုးခြင်းအလုပ်ကိုကြုံစရာရှိသေးလားသူများသားမယားပြစ်မှားတဲ့အလုပ်ကိုကြုံစရာရှိသေးလားမှုသားပြောတဲ့အလုပ်ကိုကြုံစရာရှိသေးလားသေရီသေရဲ့တောက်စားမူရစ်လွဲမားတဲ့အကျင့်တွေကျင့်တဲ့အလုပ်ကိုရှိအောင်မလားမရှိတော့အဲ့ဒီရန်မျိုး၅ပါးကသူဘာလုပ်သွားလို့ကင်းသွားတယ်အဲ့တော့ဘေးရန်ကင်းတယ်ဆိုတာဘေးရန်မှန်သမျှကင်းမရစေလို့ဆုတောင်းရမှာလားကင်းအောင်လုပ်ယူရမှာလားကိုယ်တိုင်ကင်းအောင်မလုပ်သေးသေးရန်ကင်းပါပြီလို့ပြောလို့ကျင်တ်သလားတခါပြည့်စုံသွားတဲ့တရားဘယ်နှပါ၄ပါးဘာနဲ့ပြည့်စုံလဲဘုရားကိုမြင်ခြင်းနဲ့ပြည့်စုံတယ်အရိယာတို့ချီးမွမ်းအပ်သောသမာဓိနဲ့ရှင်တဲ့သီလနဲ့ပြည့်စုံသွားပြီဆိုတော့သီလသမာဓိနဲ့ပြည့်စုံရင်နောက်ကဘာပြည့်စုံနေလို့ပညာပြည့်စုံပညာပြည့်စုံတော့တရားအလုံးသူကိုယ်တိုင်မသိဘူးလားသိသွားပြီသောတာပန်ဒါမို့လို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအညာသိကွန်းတင်ညောနော်ကွန်းတင်ညသောတာပန်သိသွားတော့သောတာပန်အညာသောတာပန်အညာကွန်းတင်ညကြီးသိသွားပြီဟေးလောကကြီးကိုမကြည်ညာဘူးလားတလောကဓာတ်လုံးကိုတခါနဲ့စတုမာတွေတာဝရိန်သားတွေယာမာတွေတုတ်တိသားတွေဗြဟ္မ20တိကျွေးကြော်သံကြီးဟိမ့်သွားတာဟာတရားမြင်သွားတဲ့အတိတရားကြောင့်ရှင်းလားအဲ့တော့အဲ့ဒီပညာမရမရှင်းဒုဘဝစိတ်ချရပြီလို့ပြောလို့အဲ့တော့သောတာပန်ကအလိုရှိရင်ကိုသုံးသပ်ကြည့်တဲ့အခါငါသည်အပယ်၄ပါးတကားပိတ်ပြီလို့ကိုယ်တိုင်မသိဘူးလားဘုရားတရားသံဃာပေါ်မှာအကျွင်းမဲ့ယုံကြည်စိတ်ရောမရှိဘူးလားယုံမားတန်တရားရှိစရာအကြောင်းမရှိတော့သလိုသူ့ရဲ့လမ်းသည်အထက်သို့သာတက်တော့မယ်အောက်သွားစရာလမ်းမရှိတော့သောတာပန္ဒဆိုတာဆုံးဆန်လမ်းမရှိတော့တယ်အောက်ပြန်ကျစရာအကြောင်းရှိတော့ဒီတော့ရဲရင်နေပြီးတော့ရဲရင်သိလို့မရဘူးလားအဲ့တော့အနေလဲတတ်အသေးလဲတတ်အနေလဲမြတ်အသေးလဲမြတ်အဲ့တော့တို့တွေအနေမြတ်မှအသေးမြတ်မယ်အနေတတ်မှသိတတ်မယ်အဲ့တော့ကိုအနေတတ်အောင်ကြိုးစားကြဖို့လိုအပ်မလိုအပ်ကြိုးစားတော့မယ်ဆိုအမြဲတမ်းတတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုကြည့်မယ်ကိုကြည့်ရမှာသူများဝေဖန်ရင်းနဲ့အချိန်ကုန်မလားကိုအမှန်သိအောင်လုပ်မလားအသိအောင်လုပ်တော့ကိုမှရှိတာခန္ဓာဘယ်နှပါခန္ဓာ၅ပါးအချင်းချုပ်လိုက်ရင်ယုတ်တရားနဲ့အဲ့ဒီယုတ်နဲ့တစ်ပါးစီမြဲသောတရားလားမမြဲသောတရားလားသောတာပန်ကပိုင်နိုင်သိသွားပြီရှင်းတယ်နော်အဲ့ဒီမမြဲတဲ့ယုံနာထဲမှာကိုပိုင်တဲ့တရားလားမပိုင်တဲ့တရားလားကိုယုတ်ကိုရောပိုင်သလားကိုနံကိုရောယုံနာဓမ္မသင်္ခါရဆိုတာဖြစ်ပြီးရင်မပိုင်ဘူးဆိုတာဖြစ်တတ်ပြတ်တတ်လို့မပိုင်တာနော်သို့တော့ကိုယ်စိတ်ကိုပြင်လို့တော့ရနိုင်မရနိုင်မကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်ပြင်လို့မရဘူးလားမကောင်းတဲ့အသိကနေကောင်းတဲ့အသိမမှန်တဲ့အမြင်ကနေအာထုတ်ယူလို့ရနိုင်မရနိုင်အာထုတ်ကြည့်လိုက်တော့မှတကယ်အမှန်တရားကယုတ်တရားလည်းဖြစ်ပြီးရင်နံတရားလည်းဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာပြီဆိုဒီဘက်ကလွဲမားတဲ့အသိလွဲမားတဲ့အမြင်တွေလာအောင်မလား
သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောသတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာကျွတ်လွတ်ထွက်မြောက်နိုင်ရေးအတွက်သုတ္တဝါအရိယသာဝကောမအရိယသာဝကအစစ်ဖြစ်အောင်ကြိုးစားကြပါစို့လို့လေးစားစွာနဲ့တိုက်တွန်းရင်းဒီညဒီမြနဲ့ပဲနားကြစို့